နှစ်မြောက်ဓမ္မစကြာ၄ညအခါဘုရားမြတ်စွာငယ်တဲ့ဒီပေါင်း2500ကျော်ဟာပြီးပြီးတော့ပထမဆုံးတရားဥပဒေနဲ့ဓမ္မစက္ကဩဒနာလို့ဆိုတဲ့တုတ်တယ်ကိုစတင်ပြီးတော့ဟောခဲ့တယ်နော်မှန်ပါဗျာအားလုံးမြန်မာလူမျိုးတွေကဓမ္မစက္ကကိုဓမ္မစကြာလို့အားလုံးနားလည်ထားကြတယ်တရားဖြစ်လို့ရောက်နေတဲ့နေ့မှာမြန်မာဆုံးဟောကြားတဲ့တရားဒေသနာလည်းဖြစ်တယ်။တော်များများလည်းမြန်မာနိုင်ငံမှာဓမ္မစကြာသင်္ပွဲတွေဖွဲ့စည်းပြီးတော့ဓမ္မစကြာကိုဖတ်ကြတယ်ပူတော်ကြတယ်။ဒီဓမ္မစကြာထဲမှာဘုရားရဲ့ဣတိကတော်ကိုဣတိကတော်တွေလေးက50ခန္ဓာပေါင်း8000လေးတာနှစ်သာရအားလုံးမှာဒီထဲမှာရှိတာ။အဲဆိုတရားဟောလို့တရားထဲမှာဓမ္မစကြာတရားတော့အကုန်ခြုံမုံပြီးတာအဖြစ်လို့လည်းဆိုရင်ဘုရားမြတ်စွာရဲ့အဓိကတရားကလည်းရှိပါပဲနော်မှန်ပါအဲ့တော့တရားကလည်းရှိပါအဓိကလိုဘာကြောင့်ဟောတယ်လို့ဆိုလို့ရှိရင်အဲကြောင့်သိရတယ်လို့ဆိုရင်နောက်ဆုံးပြိဋိဘံဆံတော်ဝဲနေ့မှာပိဋိပါကသုဘတ္တပရဝတ်ကြီးကိုပိတ်ကြားခဲ့တဲ့စကားတစ်ခုအလုံးထင်ရှားတယ်သုဘတ္တပရဝတ်ကြီးကမေးတယ်မြတ်စွာဘုရားနောက်ဆုံးပြိဋိဘံဆံတော်ဒီညောင်တော့လဲလျောင်းပြီးတော့တောင်းကြော်တဲ့အချိန်ပြိဋိဘံဆံတော်ဆံတော်မူဖို့အရကမနိကတ်နေတဲ့နိုင်ပဲတော့လိုတဲ့အချိန်မှာသုဘတ္တကမေးခွန်းတွေလာမေးနေတယ်။ဘာလို့မေးလို့ဆိုရှင်ဗျာတဲ့ဒီကလေးခေတ်မှာဘာသာတရားမျိုးဟောကြားနေတဲ့ဘာသာအဲဒီဆရာကြီးတွေကသူတို့ကိုသူတို့အဘိဓိကဉာဏ်ရှင်လို့ဆိုပြီးတော့ကြောင်းကြားနေကြပါတယ်ဝန်ခံပြောကြားနေကြပါတယ်သူတို့ပြောကြားတဲ့အတိုင်းဟုတ်သလားမဟုတ်ဘူးလားဗျာလို့မေးတော့မြတ်စွာဘုရားကသုဘတ္တဒါရီမေးနေတဲ့အချိန်ရှိဘူးတဲ့အရှင်းရှင်းပြောလိုက်တယ်မဂ္ဂင်၈ပါးအဖြစ်တရားမပါတဲ့သာသနာသည်အဲဒီသာသနာမှာပထမသရဏလို့ခေါ်တဲ့သောတပန်ပုဂ္ဂိုလ်ဆိုတာလည်းမရှိနိုင်ဘူးဒုတိယသရဏလို့ခေါ်တဲ့ကရဏပုဂ္ဂိုလ်ဆိုတာတတိယသရဏဆိုတဲ့အာရပုဂ္ဂိုလ်သုတ္တသရဏဆိုတဲ့ဉာဏ်တရားအဲဒီတရားတရားကိုဟောကြားတဲ့သာသနာအစစ်မဟုတ်တယ်မြတ်စွာဘုရားကဒီလိုဟောခဲ့တယ်နော်ဒီဘာသာကိုရှင်းရှင်းပြောတဲ့အချိန်မှာသူရဲ့ကိုယ်လေးဘွားတဲ့သူကိုမြတ်စွာဘုရားထည့်ပြီးတော့ပြောတယ်အားရဲ့အတွေ့အကြုံကဟောဒီ50နဲ့တည်း50နဲ့ဆိုလို့တက်တာတော့လို့ဆိုမြတ်စွာဘုရားဘုရားဖြစ်တဲ့ဘယ်နှစ်လဲ40နဲ့5နှစ်တရားဒီတရားချက်တရားစာတာလည်းဒီကနေ့အဲဒီ50နဲ့အားဖြင့်ဝိပဿနာတရားဟောကြားနိုင်တဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးနော်ဝိပဿနာဖြစ်တဲ့ကမ္ဘာနဲ့ဟိုဆိုတာမရနိုင်ဘူးဘယ်ပုံမရတဲ့ဒီလိုမြင်နေစားရှိတယ်ဒီတဲ့ကြောင့်လို့ဒီချက်ပါခြင်းတရားဟာအစီအတော်ဒိဋ္ဌိတရားဘုရားဟောကြားတော်ဆိုတဲ့အနှစ်သာရချုပ်တရားပဲအဲဒီအနှစ်ချုပ်တရားဟာပထမဆုံးတရားမှာလည်းမြတ်စွာဘုရားဟောတယ်နောက်ဆုံးသုဘတ္တကြီးကိုရှင်းပြတဲ့အခါမှာလည်းဟောဒီနေ့ရှိပါတယ်အဲ့တော့ဘုရားဟောရင်ဟောတော်မူလို့ရင်ပိဋကသုံးပုံရဲ့အနှစ်ချုပ်ဆိုလို့ရှိရင်မဂ္ဂင်၈ပါးပဲအဲ့ဒီမဂ္ဂင်၈ပါးကိုမထူထောင်ပဲတဲ့နိဗ္ဗာန်ကိုယူနိုင်တယ်ဆိုတာဘယ်မှမရှိဘူးသူတရားစကားတွေဖွင့်ပြီးတော့ကျင့်နေကြတယ်ဆိုတာမဂ္ဂင်၈ပါးကိုထူထောင်နေကြတာပဲအောင်မြင်အောင်ထူနိုင်ရင်တော့ရပါမှာပဲမအောင်မြင်နေရင်တော့မရဘူးပေါ့ဒီချင်းဆိုတာအတိုင်းအတာတစ်ခုရှိတယ်အတိုင်းအတာပြည့်အောင်ဒီချင်းပြည့်ပြီးသွားလို့ရှိရင်နိဗ္ဗာန်ရမှာဒီချင်းမပြည့်သေးဘူးဆိုလို့ရှိရင်တော့ဆက်ပြီးကြိုးစားပေါ်ထားရှိတာနော်သူစံချိန်စံညွှန်းသတ်မှတ်ထားတဲ့အရေးအသွေးမပြည့်သေးဘူးဆိုရင်ဆက်ပြီးတော့ဖြည့်နေရမှာပဲအာဂတသမားတွေလည်းဒီလိုပဲပေါ့လားအာဂတသမားတွေ physical exercise လုပ်နေရတယ်ဘောလုံးသမားတွေလည်းအများအားလေ့ကျင့်နေရတယ်အပြေးသမားတွေလည်းအများအားကျင့်နေရတယ်ဟုတ်ကဲ့စံချိန်စံညွှန်းပြည်ပြီးထိအောင်သူတို့ကြိုးစားနေကြတယ်မပြင်းပြန်ပွဲဝင်လို့တော့မရဘူးနော်အဲ့ကလိုပဲမဂ္ဂင်၈ပါးကျင့်တရားကျင့်နေကြတယ်ဒီကောင်းပြီဒီပေါင်းဘယ်လောက်လဲ2590နဲ့9နှစ်ဟုတ်ကဲ့ဒါပေမဲ့စัจ जा တရားဒီနေ့နှစ်ပေါင်း2590 9နှစ်လက်စောပြပြိဋိဘံဆံသွားတာက2550နဲ့2နှစ်ပြိဋိဘံဆံသွားတဲ့နှစ်ကိုပြောတာသာသနာနှစ်ဆိုတာအဲ့ဒါပြိဋိဘံဆံသွားတယ်နော်အဲ့ဒီပြိဋိဘံဆံသွားတဲ့နှစ်ထဲမှာ40ထပ်ထည့်လိုက်တဲ့က2590နဲ့ခေါ်90နဲ့ခေါ်စัจ जा ညာဟောခဲ့ဒီပေါင်းပါ
လောက်ကြာကြလဲဆိုတာဒါပေမဲ့တရားဟောခဲ့တဲ့ဖြစ်ပေါင်းမှာ1590နဲ့9ရှိဒီကနေ့က1590နဲ့9ရောက်မစကြာခါတော်လေးလို့မှတ်တယ်အဲ့ဒီမစကြာခါတော်တက်တန်းအမတန်ရစ်တဲ့ဒီကနာတော်ကြီးပေါ့တန်ကောင်းထောင်းမှလို့နှစ်ပေါင်း1599နှစ်ကြာတဲ့တရားကိုဒီကနေ့နားလိုက်ရတယ်ဆိုတာတော့ကံကောင်းတော့တာပေါ့သူ့ဘဝတော်မှာအဲ့ဒီအရာကနေဒီမှာနေရတာတက်တောင်ဝေးကြီးဟုတ်ကဲ့မှန်ပါဗျာအဲ့ဒီကောင်းကြောင်များစွာရှင်းကြခဲ့တဲ့ဒေသနာတော်ကြီးကမပြောင်းမပြတ်ဒီကနေ့ထိအောင်ရောက်ရှိလာအဲ့တော့ဒီအတိုင်းရောက်ဆိုတာအတိတ်ကိုပြန်ကြည့်လိုက်အတိတ်ကိုပြန်တော့အဲ့အတိတ်ကိုပြန်သွားတဲ့အခါကျတော့အဲ့ဒီပေါင်း1500ကျော်ကဖြစ်ရတဲ့ဒီကနေ့မာသာလေးတွေကျမ်းနေတဲ့အိန္ဒိယနိုင်ငံဗုဒ္ဓဂယာတို့တရားမျိုးတို့ဟိုတော်လမ်းနဲ့ဒီလို800လောက်ဝေးထမရဲ့ပါရဏတိဣတိပတနာဘေဒနာအောင်တော်နော်အဲ့ဒါကိုမှန်းလို့ရကြည့်ရတယ်ဒီနေ့တရားဟောရတယ်အလည်းတွေ့မြင်နေကြတာပေါ့အိန္ဒိယဘုရားကဘုရားဟောတဲ့လူတွေတွေ့နေတာပေါ့အဲ့ဆိုဘုရားခင်ကိုတော်များဟာတရားသစ်ကိုရောက်ပြီးတဲ့အခါမှာအဲ့ဒီဘုရားကဒေတာရပောင်း49ရက်နေတယ်အခြားကိုမကြွသေးပဲနဲ့ရပောင်း49ရက်သင်တောင်းနေတယ်တရားကျတာကကဆုံလာပြီနော်ကဆုံလာကြီးကနေပြီးတော့49ရက်တွက်လိုက်မယ်ဆိုလို့ရှိရင်အယုံလားဝါလုံလာတဲ့4ရက်နေ့လောက်ကြီးရောက်ပါဘူးလားဝါလုံလာတဲ့4ရက်နေ့လောက်ကြီးအောင်လက်တော်ကကဆုံလာပြီတော့1ရက်နေ့ကနေစပြီဒီနာမှာပဲရှိအဲဒီ49ရက်ပြည့်တဲ့နေ့မှာလက်တော်ကပြုတ်တရားဟောမယ်စဉ်းစားတာဝိဓမ္မကြီးကလာရောက်တောင်းပန်တဲ့အခါမှာလက်တော်ကသူ့တရားပြင်ဟောမလဲလို့ချိန်လိုက်တဲ့အခါကျတော့တရားနဲ့တရားဟောတယ်ဆိုတာလက်တော်ကတရားဟောတယ်ဆိုတာဒီတရားကိုနာခံနိုင်တဲ့ပုဂ္ဂိုလ်ရှိမှလက်တော်ကဟောလို့ရှိတယ်တရားကိုနားလည်နိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်ဟောတာတရားကိုနားလည်နိုင်စွမ်းမရှိတဲ့ပုဂ္ဂိုလ်ဟောလို့ရှိရင်လည်းသက်ခံမှာမဟုတ်တာသိမှာမဟုတ်တာနော်အဲ့တော့ဘုရားကအကျိုးရှိတဲ့အတွက်ကတော့အကျိုးရှိတဲ့အတွက်အဲ့တော့ဘုရားတရားဟောတဲ့ကြည့်လိုက်တယ်ဘာမှတရားနားလည်နိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်မရှိတဲ့အခါအဲ့ဒီဘုရားတရားကမကရာတိုင်းတစ်ခုလုံးမှာဘယ်လိုမှမရှိတော့ဘူးပရမတ်တုကတော့အနာရကာလမဆိုလို့ယသိကြီးအပဒံပြန်ထွက်တယ်။တရားတော်ကသူ့စီကနေတင်ပြီးတော့တရားအနောက်ဘဝမှာတောထွက်လာတာကသူ့စီမှာသွားပြီးတော့ပဋ္ဌာန်းချင်းတဲ့တခုသင်ယူမှုတွေ။တဲ့တော့အဲ့ဒီဆရာကြီးရဲ့ဒီပြတဲ့အတိုင်းဘုရားတော်ကချစ်တဲ့ကျုပ်ကိုအားထုတ်လိုက်တာပေါ့ရောက်အောင်မြင်ခဲ့တယ်။ဟုတ်။ဒါပေမဲ့သူရှာလို့တဲ့တရားအဆက်မရောက်လို့ဒီစနစ်တွေကိုဆက်ပြီးမကျင့်သုံးတော့ဘူး။နောက်တဲ့ဥဒ္ဒကရာမဗုဒ္ဓဆိုတဲ့ဆရာကြီးတယောက်ကနာမည်ကျော်အဲ့ဒီတော့သူစီကလည်းနေခံပြီးတော့ကျင့်လိုက်တယ်သမထကျင့်တယ်မှာထိတ်တန်းရောက်သွားတဲ့ပုဂ္ဂိုလ်တွေပေါ့ကြားတော့မှရောက်သွားတယ်ဝိပဿနာဆိုတာသူတို့မသိကြဘူးသမထကျင့်တယ်သမထကျင့်တဲ့ရဲ့လမ်းဆုံးမှာဓမ္မပြည်ပဲ30ဘုံတွေကဘယ်လိုတည်ဘူးဟုတ်ကဲ့30ဘုံတွေကဘယ်လိုတည်ဘူးဆိုလို့ရှိရင်တန်ခါထဲမှာဘဘောတစ်ခုသွားဝေးဦးမယ်ဝေးလို့ရှိရင်ဇာတိပစ္စယဇရာမရဏဆိုဟိုပဲသိမယ်ဟုတ်ကဲ့အဲ့တော့ဒီကြီးရဲ့နောက်ကဘာလာလို့ဆိုရင်နောက်ထပ်ဝေးသွားခြင်းနဲ့လာအောင်ပါအဲ့တော့တန်တရားကြီးမှာလည်းနေဥပါပဲဆိုပြီးတော့အဲ့ဒါလည်းလက်မခံအဲ့ဒီတော့ကထင်ရှားကြော်တရားလာတဲ့အာဃာတကာလမတို့ဥဒ္ဒကရမဗုဒ္ဓတို့ဟာဉာဏ်ကြီးဉာဏ်သေးအပဒံချက်တယ်သမထချက်တွေကိုထိတ်တန်းပေါက်ရောက်အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဖြစ်လို့ဒီပုဂ္ဂိုလ်တွေကိုဥပဒနာချက်စဉ်ဒီလမ်းပေးလိုက်ရလို့ရှိရင်ဘယ်ပုံဒီမှာလွယ်လွယ်လေးနဲ့ရသွားမှာဆိုတာမရဘူးဟောအဲ့ဒါနဲ့အာဃာတကာလမတရားဟောရင်ကောင်းမှာပဲလို့ပထမချိလိုက်တဲ့အခါကျတော့အာဃာတကာလမကြီးကကန်ဆိုးရှာအဲ့ဒီ49ရက်မတိုင်ခင်လေးတွေမကြည့်ခင်လေးတွေဒီဘက်တော့ကနေဆုံးသွားရှာမရှိတော့ဆုံးသွားတော့ပဲရောက်သွားတော့သူကဓမ္မဘုံရောက်သွားဓမ္မဘုံရောက်သွားတဲ့အခါကျတော့ယုတ်ခန္ဓာမဲ့နာတိတတ်ဖြစ်တဲ့ဘုံဘဝယုတ်မဲ့ရုပ်ပဲပဲပြမမျိုးသွားဖြစ်တယ်ရုပ်မရှိရင်နားပဲပါနားမပါတရားဟောတာကြားပါကြားပါတရားဟောတာမကြားနိုင်တဲ့ဘဝရောက်သွားတယ်ရပြည့်ရှိပါတဲ့တခုပေါ့နော်အဲ့ဒါကဥဒ္ဒကရမဗုဒ္ဓကိုဟောရင်ကောင်းပါပဲလို့ချိန်လိုက်ပြန်တော့လေအဲ့ဒီဆရာကြီးကလည်းမနေကြတာမှကတ်ပြီးတော့ဒီသွားပြန်တော့တရားချိန်လိုက်တဲ့အခါမှာတွေ့လဲတိတ်လဲမတွေ့လဲဆိုတာအလွဲသုံးမျိုးထဲမှာရှိတယ်
အဲ့ဒီဥဒကရမဗုဒ္ဓကြီးကတိတိလွဲသွားတာဟုတ်တယ်တက်ပြီးတော့အချိန်လေးလွဲသွားတာညာဥယျာဏမှာဆုံးသွားအကယ်၍မနဲ့အတက်ကြရှိနေအောင်မယ်ဆိုရင်တရားလေးတွေကိုခေါ်လိုက်တာနဲ့ဒီမက်ဆေ့ချာသူဦးလုံးလာလိုက်ရင်ခုနှစ်ညတဲ့သူကအရင်တော့တမှာဖြစ်သွားမယ်အနေထားရှိတာပေါ့နော်ဆိုတော့လေသူကညာဥယျာဏဆုံးသွားပြီသူကလည်းဓမ္မကိုရောက်သွားအမြင့်ဆုံးဒေဝပညာနာပညာယန္ဓမ္မကိုသိမွေးပြီးတော့ရုပ်မဲ့ခန္ဓာကိုစိတ်တည်ကြီးပဲရှိတယ်စိတ်တောင်အလုံးသိမွေးတဲ့စိတ်ပဲရှိတယ်အဲ့ဒီဘုံကဒီကောင်းများစွာသူအကြာကြီးနေပြီးတော့နောက်ဆုံးကျတန်တရားလေးပြန်ရောက်လာအောင်ပါဟုတ်မြတ်စွာဘုရားကဒီမှာတရားလေးတဲ့မဟာဇာနီယောဝတ္တဒီဆရာကြီးတွေကန်ဆုံးလိုက်တာပေါ့ငါတရားနာနေရလို့ရှိရင်သူတို့ခဏလေးပြီးတော့တော့နာဝင်ရလိုက်ရှာကြဘူးဒီလိုပြောတဲ့စိတ်မကောင်းဖြစ်တယ်ပေါ့နော်တရားကြတော့ဒီဒေါသနဲ့စိတ်မကောင်းတာတော့မဟုတ်ဘူးပေါ့နော်အဲ့ဒါနဲ့တော့သူဟောရဲ့ကောင်းတယ်သူလက်ခံနိုင်လောက်တဲ့ဉာဏ်ဉာဏ်သွေးရှိတယ်လေဆိုတော့တရားတော်တိုးထွက်ပြီးတဲ့အခါမှာနောက်ကနေလိုက်လာကြတယ်တပိလိုကနေပြီးတော့လိုက်လာကြတဲ့ပုံနာ9ယောက်ရှိဘုရားမြတ်အခုကြီးတဲ့ပုံနာတွေသူကတပိလိုသားတွေနော်အိန္ဒိယတွေမဟုတ်ဘူးဒီဘောကတပိသူကနောက်တော့လိုက်လာပြီးတော့ဘုရားတော်ကိုဝချင်းနဲ့ပြုတ်ကြတယ်တရားဥကိုနာရအောင်ဆိုပြီးတော့ရွေချက်နဲ့လိုက်လာကြတာဆောင်းနေပါတော့ဒုက္ခရစရိယာပြင်းထန်ကျင့်နေတဲ့အခါသူတို့အနာမှာရှိနေကြတယ်ဘယ်လောက်ထိရှိတော့ဆိုပစုံလာသံလောက်တောင်သူတို့ရှိတယ်အောက်ပဲကြတော့သစ္စာဘုရားကဒီသိပြီးတော့ပြင်းပြင်းထန်ထန်ကျင့်တဲ့အကျင့်ဟာမမှန်ဘူးလို့ဆိုပြီးတော့ဒုက္ခရစရိယာဒုက္ခစရိယာမဟုတ်ဘူးနော်ဒုက္ခရစရိယာဒုက္ခရဆိုတာလုံနိုင်ခဲ့တဲ့စရိယာအကျင့်လုံနိုင်ခဲ့တဲ့အကျင့်ကျင့်နိုင်ခဲ့တဲ့သိခဲတဲ့အကျင့်ဒီမှာဘာမှကျရတဲ့အကျင့်အဲ့ဒီအကျင့်ကိုသုံးလွတ်လိုက်တယ်သုံးလွတ်လိုက်ပြီးတော့အလျော်မတင်းဆောင်ရုံညင်းဆိုတာလို့သစ္စိမပရိပဒါအကျင့်ကိုပြောင်းပြီးတော့ကျင့်တဲ့အခါကျတော့သစ္စာဝတ္တိတွေကဒုက္ခကတော့ပြင်းပြင်းထန်ထန်ကျင့်တာကိုအချိန်ကြီးတဲ့ခေတ်ဆိုတော့တရားတော်ကသူ့ရဲ့ကျင့်စဉ်ဒီစနစ်ပြောင်းလိုက်တာနဲ့သူတို့ကဟာသွားပြီးနန်းတော်တော့ဘုရားတော်ကဲတို့လည်းမျောတဲ့ချက်တွေကုန်ပြီကဲမနေတော့ဘူးဆိုပြီးတော့သိပြက်ပြီးတော့ဘယ်ထွက်သွားကြတာလို့ဆိုဆက်ရှိယူဇနာဝေးသွားတယ်ဗာရဏသီပြည်ဘက်ကိုထွက်သွားတယ်ဘုရားကမှနေကြတော့ဘူးအစုံလာသားတော့ကသူထွက်သွားကြတယ်မရှိတော့အဲ့ဒီလိုသွားတဲ့အခါကျတော့ဘုရားတော်ကတပါးလေးပဲအဲ့ကြတော့မှတရားချင်လိုက်တဲ့အခါဥရဲချင်းရတာအမတန်မှတန်ဖို့ရှိတယ်ဥရဲကြတော့ပို့ပြီးတော့သိဉ္ဇမှုတွေရခဏကိုကြည့်နေတဲ့လူလည်းမရှိဘူးကိုနဲ့တကားပြောတဲ့လူလည်းမရှိဘူးဟုတ်လားအဲ့ဒါတပါးလေးချင်လိုက်တာအစုံလာပြီးနေညအဲ့ဒီတော့တည်းအလုံးမတက်ခင်ပဲစစ်တဲ့အဲ့ဆိုဘုရားအလောင်းတော်မှာစစ်တဲ့ပေါက်ရောက်ပြီးတော့နောက်ဆုံးမှာပလေးဝအစင်တိုင်းရပြီးတဲ့အခါမှာအလုံးမတက်ခင်လေးအလုံးနဲ့တက်လိုက်ရောဘုရားဖြစ်သူအရတ္တမေဉာဏ်ရပြီးတဲ့နောက်မှာချက်ချင်းပတ္တပတိအဲဒါဂါမိမဲ့အနာဂါမိမဲ့အရတ္တမေမဲ့အစစ်စစ်နဲ့အရတ္တမေရပြီးတာနဲ့ပဲသမယုတဉာဏ်တော်ကြီးနဲ့ပြည့်ပြည့်စုံစုံဘုရားတွေပါရနိုင်တဲ့ဉာဏ်တွေအားလုံးတကားဆင်ဘုရားဖြစ်ရောက်သွားတော့နော်ဘုရားဖြစ်ရောက်သွားတဲ့အခါကျတော့အဲ့ဒီအချိန်မှာနှစ်သိကျင့်တတ်မှုတွေကိုယ်ပင်မမလုပ်လာတဲ့အလုပ်တစ်ခုကိုလူတိုင်းကနှစ်သိကျင့်တတ်မှုမရှိနိုင်ဘူးလားရှိပါတယ်ဘုရားတော်တော်ဟာလည်းဘုရားဟာလည်းပင်မမဆုံးလို့ပြီးတော့ဒီနာစီစိတ်တွေကိုဆုံးလို့တဲ့အောက်နိဗ္ဗာန်ကိုအပြင်းထန်ကြိုးပမ်းအထောက်ခဲ့တဲ့ဒီကနေ့အောင်မြင်ပေါက်ရောက်သွားပြီဆိုတော့သိဝန္တာတာပေါ့ဝန္တာကြည်နူးမှုတွေနဲ့40နဲ့9ရက်အဲ့ဒီမှာနေတာစုံလာတဲ့9ရက်နေ့လောက်ဝါစုံလာတဲ့9ရက်နေ့လောက်ရောက်တဲ့အခါကျတော့အာရိဓမ္မကြီးရဲ့တောင်းပန်တာကိုကြောင်းပြုပြီးတော့တရားတော်လို့ဆိုပြီးကြည့်လိုက်တဲ့အခါမှာနောက်ဆုံးခဏယသိဆရာကြီးတူကမရှိတော့ဘူး။နောက်ပေါ်မှာတစ်ချိန်တော့ကျေးဇူးရှိခဲ့တဲ့ပိဿဝတိတွေဘယ်ရောက်နေတော့ကြည့်တော့ဟောဗာရဏသီရောက်နေတဲ့ဆက်တွေ့။အဲသူတို့တရားဟောမှာပဲဆိုပြီးတော့ဘုရားဂယာကနေပြီးတော့ဂယာမျိုးပဲကိုဖတ်လိုက်။စိတ်တော်မနည်းဘုရားဂယာနဲ့ဂယာဆိုတော့လေးသွားရနော်။အဲ့ဒီလမ်းကြောင်းကိုတရားတော်ရှောက်လမ်းပြီးတော့ဂယာဟာရှင်တော်မြတ်ဘုရားဟာအဲ့ဒီလမ်းကြောင်းကနေပြီးတော့ဗာရဏသီပြည်ခရီးဆက်ကိုထွက်လာတယ်ဘုရားဂယာနဲ့ဂယာမျိုးအကြောင်းဘယ်သူနဲ့တွေ့လို့ဆိုပက္ခလို့ဆိုတဲ့ဒီကနေ့ခေတ်မှာတော့ဂျိန်းဘုံကြီးတပါးကိုလစ်စလစ်အဝတ်မပါတဲ့ဂျိန်းဘုံကြီးတွေအိန္ဒိယမှာအခုရှိတဲ့ဂျိန်းဘုံကြီးတွေဆိုအဲ့ဒီဂျိန်းဘုံကြီးတပါးနဲ့တွေ့တဲ့အခါကျတော့အဲ့ပေါ်မှာတွေ့ရင်ကနေဂျိန်းဘုံကြီးကနှုတ်ဆက်တယ်ဒီကောင်တောင်းမှုပေးတယ်လမ်းပေါ်မှာဆုံရတယ်သူမေးတာက
မြတ်စွာဘုရားကိုမြင်လိုက်တဲ့အခါကျတော့သူဂျိန်းတွေလို့မဟုတ်ဘူးလေသူဂျိန်းတွေကတော့ဂျိန်းဘုန်းကြီးတွေကတော့ညင်ညင်ပတ်ပတ်နဲ့အသားရည်လည်းစုပ်စုပ်ပြက်ပြက်မဲမဲချောက်ချောက်ဟုတ်ကဲ့မဲမဲချောက်ချောက်နဲ့အဝတ်စားလည်းဝတ်တာမဟုတ်ကျက်တွေကတိတ်ရှိတော့နော်အဲ့ဒါလို့သူတို့ဘုန်းကြီးတွေကတော့အဲ့ဒါလို့နေတာခုမြတ်စွာဘုရားကိုကြည့်လိုက်တဲ့အခါကျတော့အသားရည်လည်းစိုးပြီးဝါဝဲအရွယ်လည်းနုနုပြူပြူအဲ့ဒါနဲ့အရွယ်တော့35နှစ်35ဆိုငယ်လေးရှိနေတာပေါ့နော်အရွယ်လည်းနုနုပြူပြူအသားရည်လည်းဝါဝါဝဲဝဲပြည့်ပြည့်ဖြူဖြူနဲ့တန်းပေါ်မှာသူတော်စင်တို့အနေနဲ့ရှောက်နှမ်းလာတာမြင်လိုက်တဲ့အခါကျတော့သူ့စိတ်ထဲမှာအော်သွားသူကတော့ယဟန်ဆိုတာမုတ်စိတ်ကြီးထူလက်ပြစ်နဲ့ခါလာပဲပဲညစ်ညစ်ဆုပ်ဆုပ်ပြက်ပြက်နေမှကျင့်ကောင်းတယ်လို့ထင်တာနော်တမ်းတမ်းပြက်ပြက်နဲ့ကြည်ကျိုးစရာသောရမဘုရားမြင်လိုက်တဲ့အခါကျတော့စိတ်ထဲမှာချီတူးသွားပြီးတော့မေးတာလေသူတော့အသားရည်တွေကလည်းတဲချီတူးလာပါလားအရေးစင်းကလည်းဝါတော့ဝဲလို့သူကမေးခွန်းသုံးခုမေးလိုက်တယ်ကံတိတော်ဥဒိဋ္ဌပတ္တိရှိတော့ဘုရားဘ누구ကိုရည်စူးဥတည်ပြီးတော့ဒီဘဝရောက်လာတာတော့တဲ့ဟုတ်ကဲ့ဘ누구ကိုရည်စူးပြီးတော့ဒီသင်္ကန်းဝတ်လာတာတော့မေးတယ်တခုဘောဝတိတ္တကကိုရောဆရာဘယ်လိုလဲတတ္တဝါတွင်ဓမ္မရောစီဘ누구တရားကိုတော့ကြိုက်တော့ဟောဒီမေခွန်းတော့ကိုမေးတယ်မေးတဲ့အခါကျတော့မြတ်စွာဘုရားကအရာခတ်သိသိတဲ့ပုဂ္ဂိုလ်ချင်းတို့ဘ누구ကိုမှကိုယ်တိုင်သိလာတာဖြစ်တော့ကြောင့်ဘ누구ကိုမှဆရာလို့ပြောဆရာမရှိဘူးအဘိအာစရိယောအတ္တတိတော်မိနာဝစေအခုလို့ဒီစကားလုံးကိုမြတ်စွာဘုရားသုံးလို့ဆိုလို့ရှိရင်ရောရောက်ပြီးတော့ဒီတက္ကရာဘုန်းကြီးကသူတို့ဘုန်းကြီးတွေတို့အောက်ပိတ်ပြီးတော့ရောရောက်ပြီးပြောမှဆိုလို့မြတ်စွာဘုရားကတိတိကျကျပြောလိုက်တာနော်အဘဆရာမရှိဘူးတဲ့အဘကจิตကြကျုပ်ကိုအထုတ်ပြီးတော့ဒီတရားလူတရားမြတ်ဟောရောက်လာတာဆိုတော့သူတိတ်အော်တယ်တိတ်အော်တော့ဒီလိုဆိုရင်ကိုတော့အရာခံတိတ်ကိုအောက်တဲ့ဇိနာဇိနာဆိုတဲ့စကားလုံးကအောက်လူဆိုတဲ့အဓိပ္ပာယ်ရတယ်နော်ဂျိန်းဘုန်းကြီးဆိုတဲ့စကားလုံးဂျိန်းဆိုတဲ့စကားလုံးကဇိနာလာကလားကလည်းကြတော့ဇိနာကိုဂျိနာလို့ပတ်ဂျိနာဂျိန်းဟုတ်တယ်ဂျိနာကိုဂျိန်းလို့ခေါ်သူတို့ကအောက်နိုင်လူလို့သူတို့နာမည်လူတော့ဘုရောလည်းပဲဂျိနာပဲအောက်လူလားလို့မြတ်စွာဘုရားကိုမေးတဲ့အခါကျတော့အာရမတကယ်အောက်လူပဲတဲ့အခုလည်းတော့ဆိုရင်စိတ္တမေပါမဂတာမှာစိတ်ထဲမှာရုပ်ရုပ်မာမာတွေအတွေးတွေကိုငါအကုန်နိုင်လိုက်ပြီငါတဏ္ဍာမှာငါစိတ်ထဲမှာရုပ်ပါလည်းအကုသိုလ်အတွေးတွေတစ်ခုမှမရှိဘူးအဲ့ဒီအတွေးဆိုးတွေမှလည်းငါအောင်ထားတာဆိုလို့ငါကတကယ်ခြိတာအစ်စ်ပဲလို့ဒီလိုဆိုဆံပြမင်းကြခဲ့တာဟုတ်ကဲ့အဲ့လိုမင်းကြလိုက်တဲ့အခါကျတော့အဲ့ဒီဂျိကုန်းကြီးကြီးကသဘောကျပြီးတော့ခေါင်းလေးတင်းတင်းကြီးလှုပ်ပြီးတော့သူလည်းသူ့လမ်းသူရှောက်သွားလိုက်တယ်အဲ့ဒီမှာမြတ်စွာဘုရားကဘာပြောသွားတော့ဆိုရင်အမစကဘဝတေတုံကိစ္ဆာမိကာတိနံပုရံအနိဗုဒ္ဓသမိန်လောကသမိန်အာဟိဉ္စံအမတဒုတုပေအမစကဘဝတေတုံတပည့်စက်ကိုလိပတ်စေဖို့ရာအတွက်အာတိနံပုရံကာတိတိုင်းရဲ့မြို့တော်ဖြစ်တဲ့ဗာရာဏသီတို့ကိစ္ဆာမိငါသွားမလို့ပါမြတ်စွာဘုရားတပည့်စက်တရားမဟုတ်ငါကာတိတိုင်းကမြို့တော်ဗာရာဏသီကိုသွားမှာတဲ့နော်အာနိဗုဒ္ဓသမိန်လောကသမိန်အာဟိဉ္စံအမတဒုတုပေအာဒီဘုဒ္ဓသမိလောကသမိအကန့်အကွယ်ဖြစ်နေတဲ့အမှန်တရားကိုမသိလို့အကန့်အကွယ်ဖြစ်နေတဲ့လောကကြီးရဲ့အလယ်မှာအမတဒုက္ခပတိယနိဗ္ဗာန်ကိုဖော်ညွှန်းတဲ့အမတစီတော်ကြီးကိုအာရစံတိခတ်ပဲရဲ့လို့ဘဂဝါရှိဘုတော်တဲ့ခင်ရှင်တော်မြတ်ဘုရားသည်ဩစာကောင်းစွာပတိမိန့်ကြားတော်မူခဲ့ပါပေတည်းအလုံးစုံဒီမောင်1598နှစ်ကြာခဲ့တဲ့အချိန်တုန်းကမြတ်စွာဘုရားကဥပက္ခကြီးနဲ့ပြောနေတဲ့အတန်ကလေးတွေဟုတ်ကဲ့သိပါဆရာတွေကအဲ့ဒီအတန်လိုက်ရှားနေတယ်ဘယ်တော့မှတွေ့ဘူးလဲတော့မသိဘူးနော်ဒီထဲမှာဒီအတန်တွေလွတ်ပြန်နေတော့ဒီမှာပဲဆိုပြီးတော့လိုက်ရှားနေတယ်အတန်တွေကလည်းရောနေတယ်ဆိုမိုးကြိုးပြတန်တွေရောဘာရောအကြောက်တန်တွေရောဒုံတန်ပြန်တန်တွေရောနေတယ်ဘယ်လိုလုပ်ခွဲထုတ်လို့ဒီအတန်ကိုနော်ဒီမြတ်စွာဘုရားတော်ကလေးနှစ်ပေါင်း1598နှစ်ကဒီအတန်ကလေးကဘုရားကရနဲ့ဒီကြရာမျိုးအချားမှာဘုက္ခကြီးကိုပြောပြခဲ့တဲ့စကားတွေအဲ့ဒီမှာဓမ္မစကံဘဝတေတုံကိစ္ဆာမိကာတိနံပုရံဓမ္မစကံဘဝတေတုံဓမ္မစက်ကိုဖြစ်စေဖို့ရာဟောကြားဖို့ရာဒါဖြင့်ဓမ္မစက်ကဆိုတာဘာကိုပြောတာလဲလို့ဆိုလို့ရှိရင်သူတွေကလည်းဓမ္မစက်ကြာဆိုလို့ရှိရင်စက်ဝိုင်းကြီးပဲဘိန်းကြီးလိုဟာကြီးပဲပြထားတာဆိုတော့ဓမ္မစက်ကဆိုတဲ့စကားလုံးကဘာကိုရည်ညွှန်းတာလဲလို့ဆိုတော့တတိဝေဒဉာဏ်နဲ့ဒေသနာဉာဏ်ဒီနှမျိုးပြောတာတရားဓမ္မစတဲ့လည်းပတ်တယ်ဆိုတာဒီဉာဏ်နဲ့လည်းပတ်တာ
အဲ့ဆိုဘုရားကသူ့တဏ္ဍာမှာပထမဆုံးထူးခြားတဲ့အသည့်တွေသိလာတာ the knowledge of penetration ပေါ့ penetrate knowledge ပေါ့အဲ့ဒါကပဋိဝေဒဉာဏ်လို့ခေါ်ဟုတ်ကဲ့အမှန်တရားကိုထိုးထွင်းသိတဲ့ဉာဏ်ကိုဓမ္မစက္ကလို့ခေါ်တယ်နော်ဘာကိုခေါ်တာတော့အမှန်တရားကိုထိုးထွင်းသိတဲ့ဉာဏ်ပါဠိလိုကြတော့ပဋိဝေဒဉာဏ်ဟုတ်ကဲ့ပဋိဝေဒ penetration ထိုးထွင်းသိတာအမှန်တရားကိုကိုယ်တိုင်ထိုးထွင်းသိတဲ့ဉာဏ်ကိုဓမ္မစက္ကလို့ခေါ်တယ်မြတ်စွာဘုရားကကိုယ်တိုင်သိလိုက်ပြီးတဲ့နောက်မှာဘာလို့လဲသူများကိုဟောမယ်အဲ့ဒါကိုဒေသနာဉာဏ်လို့ခေါ်တယ်ဒေသနာဉာဏ်ဆိုတာကလူတိုင်းမှာမရှိဘူးနော်လူတွေကတတ်တော့တတ်ကြတယ်ကိုသိတာကိုသူများကိုပြောပြတတ်ကြလားလို့ဆိုတော့သင်ပြတတ်ကြလားဆိုတော့လူတိုင်းမသင်တတ်ဘူး teaching method ကတစ်မျိုးပဲ teaching knowledge ကတစ်မျိုးလူတိုင်းသင်တတ်တယ်လို့မထင်နဲ့ဟုတ်ကဲ့ကိုသိတာပဲသင်တတ်တာမဟုတ်ဘူးအဲ့ဆိုဘုရားကကိုယ်တိုင်သိထားတဲ့ပရိဝေဒဉာဏ်တော်ကြီးကိုသုံးချပြီးတော့ဒေသနာဉာဏ်ကိုသိတာတွေကိုရှင်းရှင်းနားလည်အောင်အများကိုစပြီးတော့ဟောမယ်ဆိုရင်အဲ့ဒီဉာဏ်ကြတော့ဒေသနာဉာဏ်လို့ခေါ်တယ်နော်အဲ့ဒီဒေသနာဉာဏ်တော်ကြီးကိုစတင်သုံးချတာကိုဓမ္မစကြာဘုရားကိုဖြစ်စေတယ်ဓမ္မစက်ကိုဖြစ်စေတယ်ဒီလိုပြောတယ်နော်အဲ့တော့ဓမ္မစက်ကဆိုတာပฏิဝေဒဉာဏ်နဲ့ဒေသနာဉာဏ်ဒီနှစ်ခုကိုပြောတာအဲ့ဒီပฏิဝေဒဉာဏ်အရာဒေသနာဉာဏ်တော်ကြီးကိုယခုအချိန်မှာစတင်သုံးချတော့မယ်လို့ဒီလိုပြောတာစပြီးတော့သင်ကြားပေးဟောပြောတော့မယ်လို့ဒီလိုမရှိတာနော်ဓမ္မစကံဘဝတေတုံကိသာမိကာတိနံပုရံဓမ္မစကံဒေသနာဉာဏ်လို့ဆိုရဲဟောပြောမှုနဲ့ကျွမ်းကျင်တဲ့အတိဉာဏ်ကိုဘောတေတုံစတင်ဖြစ်စေဖို့ရာဟောပြောတဲ့လုပ်ငန်းကိုစတော့မယ်လို့ပြောတာနော်ဟောပြောတဲ့အလုပ်ကိုစပထမတော့ဘုရားသူကသိတာသိပြီးတော့49ရက်49ရက်တတ္တဟာဘောဓိပင်နာမှာနေတာအဲ့ဒီအချိန်မှာဟောပြောတဲ့အလုပ်မလုပ်သေးဘူးဒေသနာဉာဏ်ကိုအသုံးချနေဘူးပฏิဝေဒဉာဏ်မရှိသေးတယ်ဟောဒီစัจ जा ဟောပြီဆိုတဲ့အခါကျတော့ပฏิဝေဒဉာဏ်နဲ့မကဘူးဒေသနာဉာဏ်ကိုစတင်သုံးချတော့မယ်လို့ဒီလိုပြောတာနော်ဟောပြောတဲ့လုပ်ငန်းကိုစတင်တော့မယ်ဓမ္မစကံဘောတေတုံကိသာမိကာတိနံပုရံဓမ္မစကံဘောတေတုံဒေသနာဉာဏ်တော်ကြီးကိုစတင်ဖြစ်စေဖို့ရာကာတိနံပုရံကာတိတိုင်းရဲ့မြို့တော်ဖြစ်သူမြို့တော်ဖြစ်တဲ့ဗာရဏသီပြည်သူကိသာမိငါသွားတော့မယ်ဟောရသော်ဘုရားကအဲ့ဒါလိုဟောပြီးတော့ပုံမှန်ကြီးကုန်းကြောင်းလမ်းကနေကြွသွားလိုက်တာဝါဆိုလာကြီးနေကြတော့ဗာရဏသီဣတိပတ္တနာတော်ကြောင့်အဲ့ဒီဣတိပတ္တနာတော်ဒီအားမဲ့တိရစ္ဆာန်တွေကိုဘေးမဲ့ပေးတဲ့တောဖြစ်လို့မိဂဒါယလို့ခေါ်တာနော်တော်များများကမိဂကိုတမင်လို့တဲ့အောင်းနေပြီးတော့တမင်တော်လို့ဒီလိုမှမဟုတ်ဘူးသံဃာအာရီကိုပြောတာသံဃာအာရီဆိုတာဘေးမဲ့ပေးထားတဲ့တောတမင်နေမဟုတ်ဘူးငှက်တယ်လည်းမပြရဘူးအဲ့တော်နဲ့အားလုံးမမတတ်ရဘူးဒီတောထဲမှာရှိတဲ့တိရစ္ဆာန်အားလုံးကိုမတတ်ရဘူးလို့အဲ့ဒီဟုတ်ချုပ်တဲ့မင်းတွေကနေပြီးတော့ပေးထားတဲ့ဘေးမဲ့တောဗမာပြည်မှာလည်းတောကျွိုင်းတွေမှာဘေးမဲ့တောဆိုတာရှိတယ်လေသံဃာအာရီကိုပြောတာတော်ရဲ့နာမည်ကဣတိပတ္တနာတရားအဆူဆူဟာဓမ္မစကြာဟောဖို့တရားဟောဖို့ကောင်းကင်ကပြန်လာပြီးတော့အဲ့ဒီတောနေရာမှာကြွားရောက်ပြီးတော့ဆင်းသက်ကြလို့ဣတိပတ္တနာဆိုတာနာမည်တွဲလာတာတဲ့ရာဇဝင်ကနောက်တစ်ခုကကန္တမာရဏတောင်နန္ဒကုလိုင်ထဲမှာဇင်းဆုံးကြတဲ့သစ္စေကဘုရားရှင်မြတ်တွေဟောဒီဗာရဏသီပြည်နာကဒီတောဘုံမှာလာလာပြီးတော့စုဝေးကြဆုံကြတယ်ဆုံစည်းကြတယ်ပြီးတင်လုပ်ကြတယ်နော်အဲ့ဒီမှာဒီတောလေးကိုကြွရောက်ပြီးတော့ဆင်းသက်ကြလို့ဣတိပတ္တနာဣတိဆိုတာသူတော်စင်သူတော်မြတ်တွေပတ္တနာဆင်းသက်ရဒေသလို့ပြောတာဣတိပတ္တနာဆိုတာတကယ်ဟုတ်ကဲ့သူတော်သူမြတ်တွေကောင်းကင်ကနေဆင်းသက်ပြီးတော့ကြွရောက်တဲ့နေရာတော့ကောင်းကင်ကိုမြတ်တဲ့နေရာလို့ဒီလိုအဓိပ္ပာယ်နဲ့ဣတိပတ္တနာလို့ခေါ်တာအဲ့ဒီဣတိပတ္တနာနေရာကိုရာဇဝင်မှာဘယင်ဆက်ဆက်ကနေပြီးတော့ဘေးမဲ့ပေးထားတယ်ဒါကြောင့်မို့လို့မိဂနာတာဒီကကိုသမင်တလူလေးယူပြီးတော့ဒီရောက်ပါလို့ဘာသာပြန်လာတော့ဒါမဟုတ်သေးဘူးစံကျူအာရီလို့ပဲပြန်နေတယ်ဟုတ်ကဲ့သမင်နေရှိတာမဟုတ်ဘူးအကုန်လုံးအဲ့ထက်ရှိတဲ့သားကောင်တွေကုန်အကျက်ကဒရိစ္ဆာန်တွေကစတယ်အောင်မှမတတ်ရဘူးလို့ဘေးမဲ့ပေးထားတဲ့တော်ကြီးတဲ့ဟုတ်ကဲ့အဲ့မိဂနာရတဲ့တော်ကြီးလေးရောက်တဲ့အခါကျတော့မြတ်စွာဘုရားကြွလာတာကိုသစ္စာဝိကိယဟန်တွေကတန်းလန်းကြတဲ့ကမြင်တယ်မြင်တဲ့အခါကျတော့သူတို့စိတ်ထဲမှာဒီလိုတွေကမကျေနပ်လို့ကြွလာတာဆိုတော့ဟိုမှာရာကောင်းမှလာပြီးလျှောက်သွားနေတဲ့တရားပြီးတော့ရမှာမဟုတ်ဘူးတို့သူ့ကိုမကြိုးစုံနဲ့လို့တွတ်တင်ပြီးတော့ပြောထားကြတာအနားရောက်လာတဲ့အခါကျတော့မြတ်စွာဘုရားရဲ့အရှိန်ဝါတိပြီးတော့မကြိုးစုံပဲမတည်ရဲဘူးဘယ်နေရဲမလဲသူတို့ကဓာတုကလည်းပွာတာဘုံလုံးနဲ့လူ့ဘဝတော့ဟိုကမင်းသားနေသူတို့ကဟိုသားနေပဲဟုတ်ကဲ့မြင်လိုက်တော့ကြိုးစုံပဲမနေရဲဘူးမနေကြဘူးရှင်းတတ်ပြီးတော့ကြိုးစုံပြီးကြတယ်တို့တော်လည်းမြတ်စွာဘုရားကသုံးချိန်တည်းအောင်ပြောတာငါတရားတို့တရားမြတ်ရလာပြီငါရှာတဲ့တရားတွေ့ပြီမင်းတို့ငါဟောမယ်လို့ဆိုတော့တက်ခံ
လောက်ပဲဘာမှချစ်တာတော့မရတာအခုလိုလျှောက်သွားနေဘယ်လိုလုပ်ရမှာလို့ပေါ့ပြန်ပြောကြတယ်။၃ချိန်ပြောတယ်လက်မခံနောက်ဆုံးတစ်ချိန်ကျတော့ရသော်ဘုရားကပြောတော့ဒီ6နှစ်ကတရားရှာနေတော့ငါရပြီလို့မင်းတို့ကလည်းခါပြောဘူးလို့အဲ့ကြတော့သူစဉ်းစားပါဟုတ်သားပဲ6နှစ်လုံးလုံးတို့တူတူနေတာအခါမှရတယ်လို့မပြောဘူးဘုရားဒါသူတကယ်ရလို့တကယ်ပြောတာဒီမှာပဲသူဆိုတဲ့စကားခဏခဏမပြောအောင်ကြားတယ်ခဏခဏပြောရင်ယုံကြည်မရှိဘူးလေစကားလုံးတစ်ခုကအလေးနဲ့ချအလေးနဲ့ထားတယ်ဒီစကားမျိုးဟုတ်တဲ့အခါမှမပြောဘူးခုကပထမဆုံးပြောတာဆိုတော့တကယ်ရလို့ပဲလို့သူတို့စိတ်ထဲမှာယုံကြည်မှုဆိုတာအမှန်တမ်းအရေးကြီးတယ်ယုံကြည်မှုကဘာအတွက်လိုရတာလဲဆိုတော့အကယ်၍မှမြတ်စွာဘုရားပေါ်မှာတရားသူတရားမြတ်တွေရတယ်လို့မယုံကြည်ဘူးဆိုလို့ရှိရင်သစ္စာဝဂ္ဂိတွေကသူဘုရားဟောတာကိုနားထောင်ပါမှာနားထောင်တယ်ဆိုတော့ယုံကြည်မှုကရှိလို့နားထောင်တာဟုတ်တယ်အဲ့ဒီယုံကြည်မှုကိုအခြေခံပြီးတော့မှနားထောင်မှုဆိုတာဝင်လာတာမဟုတ်ဒါကြောင့်ယုံကြည်မှုကရှင်းဥစွာအရေးကြီးသေးတယ်အဲ့တော့ယုံကြည်မှုလက်ခံမှုကလေးရှိလာတဲ့ဒီတိုင်းနဲ့မြတ်စွာဘုရားဟောဓမ္မစကြာတရားကိုခေါ်တော့တယ်ဓမ္မစကြာကိုအချင်းချင်းကလေးပြောပြမယ် perspective ပေါ့ဓမ္မစကြာရဲ့ဒီပြုမြင်ရမယ့်အချက်ဓမ္မစကြာကမြတ်စွာဘုရားကတန်းစင်၃ရပ်ကိုချပြတယ်တန်းစင်၃ရပ်ချပြတဲ့အခါမှာပထမအဆုံးရောက်တဲ့လမ်းကိုလည်းမလိုက်နဲ့ဒုတိယအဆုံးရောက်တဲ့လမ်းဒီဒုတိယအဆုံးရောက်တဲ့လမ်းကိုလည်းမလိုက်နဲ့ဟောဒီအလယ်လမ်းကရှောက်လို့ဆိုဟုတ်ကဲ့အလယ်လမ်းရှောက်လမ်းစဉ်ဘယ်နှမျိုး၃မျိုးချပြသူလိုထူးထူးခြားခြားနဲ့အသိဉာဏ်တွေထူးထူးခြားခြားအောင်မြင်ပေါက်ရောက်ချင်လို့ရှိရင်သူလမ်းကြောင်းသူသွားခဲ့တဲ့လမ်းကြောင်းကိုမြတ်စွာဘုရားဟောတာနော်အောက်လမ်းရမယ့်လမ်းနဲ့မလျှောက်လမ်းရမယ့်လမ်းဒီနှစ်ခုအလုံးပေါင်းလိုက်တော့၃ခုမလျှောက်ရမယ့်လမ်းက2ခုလျှောက်ရမယ့်လမ်းက1ခုအားရေးကြည့်တယ်လေကြောင်းကလားဟုတ်လားဘုရားဓမ္မယုံကြီးကိုဘယ်ကနေတွားရတော့ဝိဇ္ဇာတာလောက်ကနေမေးတဲ့ဟောဘယ်သွားပြီးညာဘက်ချုပ်ဘယ်ဘက်ဝင်တယ်ဆိုပြောမှာပေါ့ဟုတ်လားဘယ်လမ်းကိုမလိုက်နဲ့လို့မပြောဘူးလားဟုတ်လားအဲ့တော့ညာဘက်ချုပ်မသွားနဲ့ဘယ်ဘက်ချုပ်ရမယ်ဟောဒီလိုပြောလမ်းညွှန်တဲ့လူကလည်းကိုယ့်ဘက်လိုက်မသွားနဲ့ဒီဘက်လိုက်လမ်းဆိုတာဒီတိုင်းပဲမဟုတ်တဲ့လမ်းလည်းရှိတယ်ဟုတ်တဲ့လမ်းလည်းရှိတယ်အဲ့ဒါကြောင့်မလို့နိဗ္ဗာန်ရောက်ချင်မှတရားတွေ့ချင်လို့ရှိရင်မြတ်စွာဘုရားလမ်းစဉ်၃ရပ်ချပြလိုက်တယ်အေးလမ်းစဉ်၃ရပ်ထဲမှာဟောဒီဘက်ကလမ်းကိုလည်းမလိုက်နဲ့ဒီဘက်ကလမ်းကိုလည်းမလိုက်နဲ့အလယ်လမ်းတဲ့ကရှောက်အဲ့ဒါဆိုလို့ရှိရင်မင်းတို့ကိုယ်တိုင်တွေ့ရတယ်ဟောလမ်းဆိုတာကိုယ်တိုင်ရှောက်မှရောက်တာလမ်းဆိုတာရှောက်ဖို့လားသိမ့်ထားဖို့လားရှောက်ဖို့မရှောက်ဘဲနေလို့ရှိရင်လမ်းဆိုတာကြည့်ုံကြည့်ရောက်ပါမလားအေးအဲ့ဒါမှတ်ထားမင်းရှိပါကျင့်တရားဆိုတာလည်းကျင့်ရမှာနော်ကျင့်တာကလမ်းလျှောက်တာပဲအဲ့ဒီပေါ့မလျှောက်လို့ရှိရင်မရဘူးအဲ့ဆိုဘုရားကမလျှောက်ရမယ့်လမ်းတစ်တွေနဲ့လျှောက်ရမယ့်လမ်းတစ်တွေအလုံးလမ်း၃တွေကိုတွေ့စကြမှာပထမဆုံးဟောဒါတစ်ခုမှတ်ထားဘယ်လိုလျှောက်ရမလဲဒီအလယ်လမ်းကိုလိုက်တဲ့အခါကျတော့အချက်၄ချက်အဲ့ဒါကိုအမှန်၄ပါးလို့ခေါ်တယ်သစ္စာ၄ပါး noble truth ဒီမျက်စိမှပฏิပဒါလမ်းကြီးကိုရှောက်မယ်ဆိုလို့ရှိရင်ဟောဒီမျက်စိမှပฏิပဒါကြီးမှာလိုင်း၄တိုင်းရှိတယ်ပေါ့ဟုတ်လားမလဲပေါ့တိတ်၄ခုရှိတယ်ပေါ့၄လမ်းသွားပေါ့ဟုတ်လား၄ချောင်းလမ်း၄ချောင်းရှိတယ်ဒီလမ်းမကြီးပေါ်မှာအဲ့ဒီဟာပေါ်မှာအလုံးဝပဲမလုံးဝပဲဆိုတာတိတိကျကျမြတ်စွာဘုရားမျက်စိမှပฏิပဒါလမ်းရဲ့ဒီလမ်းကြောင်းလေးကိုမြတ်စွာဘုရားပြအဲ့ဒါကိုသစ္စာ၄ပါးလို့ခေါ်အဓိကကအဲ့ဒါပဲဘုရားဟောကြားချက်ကဟုတ်ကဲ့အရေးကြီးဆုံးကကိုသွားခြင်းတဲ့စခန်းတစ်ခုကိုသွားမယ်ဆိုလို့ရှိရင်အသွားရမယ်လိုက်ရမယ်လမ်းကိုသိရမယ်လိုက်ရမယ်လမ်းကိုသိရမယ်ပြီးရင်ငါတို့ကမလဲသွားရမယ်အဲ့ဒီလမ်းကြောင်းကိုရှောက်ရလမ်းပေးပြီးတော့မရှောက်ရင်ရောက်ပါမလားမရောက်ဘူးလမ်းပေးရင်အဲ့ဒီလမ်းကိုရှောက်အေးလမ်းပေးကိုပေးပြီးတော့မရှောက်ဘဲနေလို့ရှိရင်ရောက်နိုင်ဘူးအဲကြောင့်မြတ်စွာဘုရားကလမ်းကိုလည်းပြတယ်လမ်းလျှောက်ဖို့ရှောက်လေးကိုလည်းဟောတယ်ဟောဒီပြပြီးပြီဆိုတဲ့အခါကျတော့ငါကိုယ်တိုင်ရှောက်ခဲ့လို့အဲ့ဒီကဒီလေးလမ်းသွားရေးပေါ်မှာငါကိုယ်တိုင်ရှောက်လာခဲ့တဲ့အတွက်ကြောင့်ဒီလိုထူးထူးခြားခြားသိလာခဲ့တဲ့ဆိုတဲ့အကြောင်းတွေကိုမြတ်စွာဘုရားအချိန်ညာတယ်အမှန်တရားကိုသိတယ်ဆိုတာအဲ့ဒီလမ်းပေါ်ကိုရှောက်လိုက်ရင်လမ်းဆုံးကိုငါရောက်ခဲ့တယ်ဆိုတာကိုမြတ်စွာဘုရားအချိန်ညာတယ်ဒါဓမ္မစကြာရဲ့အချုပ်ပဲနော်အဲ့ကောင်းပြီမရှောက်ရမယ့်လမ်းတွေကဘာတွေတော့လို့ဆိုတာမြတ်စွာဘုရားဝိနိဘိကဝေယတာမဝိစိတေနာနသေဝိတ္တဗာဧကဝေချတာယံတို့မဝိစိတေနဣတိတံညည်တွေကိုမိမိတဏ္ဍမပါထုတ်လို့တဲ့ပုဂ္ဂိုလ်တွေဆိုလိုတာကသူတော်စင်အကျင့်ကိုကျင့်နေကြတဲ့ပုဂ္ဂိုလ်တွေကတွေနှမျိုးကိုဣတိအန္တာဤအစွန်းတစ်ဖက်ဣမေတွေအန္တာတွေအန္တာဤအစွန်းတစ်ဖက်လမ်းဆောင်လမ်းတို့ကိုနသေဝိတ္တဗာမလျှောက်လမ်းနဲ့မမီဝဲသိပါကုန်ဟောဒီလမ်းတစ်ဖက်မလိုက်တဲ့နော်
အဲ့ဒီလမ်းတွေကပါလေလို့ဆိုရင်ကတမီတွေလမ်းတွေကပါလေရောစာယံကာမေတုကမ္မတုခဏိကယောကောဣနောကမ္မောဘောဓုစတိကောဒါယောတတ္တတဟိတောယောစာယံကာမေတုကာမတုခဏိကယောကောကာမေတုနိတ္တစေယအာယုန်တို့၌ကာမတုခဏိကယောကောယောယံကာမတုခဏိကယောကောအခြင်းနိတ္တစေယအာယုန်ပေါ်မှာတွေ့တာပြီးချမ်းသာဖို့ရအတွက်ကြိုးစားအထုတ်တယ်ဆိုတဲ့လမ်းကိုတသေဝိတဘောမမြည်ဝဲမလျှောက်လန်းတဲ့မှာကာမေတုကာမတုခဏိကယောကောဆိုတာကာမချမ်းသာခံစားဖို့ကြိုးစားနေတဲ့လမ်းတဲ့အဲ့ဒီလမ်းကိုရှောင်တယ်ဒါပြောနော်ကာမချမ်းသာကြိုးစားဖို့ခံစားနေတဲ့လမ်းဆိုတာကြည့်လေအဲ့ဒီခေတ်ကအယူဆတရားရှိခဲ့တယ်သူဆိုတာတည်သွားတဲ့နောက်ဘဝဆိုတာမရှိဘူးဟုတ်စီရဝါဒသမားတွေတည်သွားလို့ရှိရင်နောက်ဘဝဆိုတာမရှိဘူးအခုလက်ရှိဘဝလေးမှာဇင်ကြကြနေရမယ်တော်တော်လေးတည်ခဲ့ဆိုတဲ့တူရဲ့ဝါဒနော် enjoy yourself ပျော်ပျော်လေးနေလို့ဆိုနောက်ဘဝဆိုတာမတည်ကြဘူးဒီဘဝမှာပျော်ပျော်လေးဒိဋ္ဌဓမ္မနိဗ္ဗာန်ဝါဒမျက်မှောက်ဘဝမှာအရေးကြီးဆုံးပဲဒါကြောင့်မို့မျက်မှောက်ဘဝမှာချမ်းသာရနိုင်တဲ့အများခံစားရမယ်ဆိုတဲ့အယူဆတရားအရှိတော်မှာပေါ်လာတယ်ဒီလိုသိစင်လို့ခေါ်နော်ချမ်းသာဒုက္ခကိုရနိုင်တဲ့အများခံစားလို့ဆိုတဲ့စိတ်ကြကြနေလို့ဆိုတဲ့ဒီဝါဒတရားအဲ့ဒီလမ်းကြောင်းကိုရှောက်လို့ရှိရင်အသိဉာဏ်တူပဲတော့မရဘူးမြတ်စွာဘုရားနော်အသိဉာဏ်ရပြီးတော့တဏှာဘုရားလွတ်ချင်လို့ရှိရင်အဲ့ဒီလမ်းလျှောက်နေရင်တော့ဘယ်တော့မှမရဘူးတဏှာတွေဥပါဒဏ်တွေပွားပြီးနောက်ဆုံးနေရကြမှာဆဲဒုက္ခရောက်မှာမရှိဘူးဟုတ်ကဲ့အသိဉာဏ်ဆိုတာလုံးဝမလာနိုင်ဘူးယောစာယံကာမေတုကာမတုခဏိကာယောကောယောယံကာမေတုကာမတုခဏိကာယောကောကာမဂုဏ်ချမ်းသာတွေပေါ်မှာချမ်းသာမှုကိုကြိုးပမ်းအားထုတ်နေတဲ့လမ်းအပြည့်လို့မလျှောက်ရဘူးဆိုတာမြတ်စွာဘုရားကအကျိုးနဲ့အကြောင်းနဲ့နောက်ကပါစကားပြောလို့ရှိရင်အကျိုးနဲ့အကြောင်းနဲ့ဆိုပြောရတယ်ဒီလမ်းမသွားနဲ့ဘာဖြစ်လို့မသွားတာဒီလမ်းကဂျိုက်နေခြင်းတွေများတယ်ဟုတ်ကဲ့ဒီလမ်းကလမ်းဆိုးတယ်ဒီလမ်းကလမ်းမကောင်းဘူးဒီလမ်းကဘာတွေရှိတယ်တဲ့ဆိုပြီးတော့မကောင်းတာတွေမပြောရဘူးလားဒီလမ်းမသွားနဲ့ဒီလမ်းမင်းဟုတ်တယ်ဟောပြောရတယ်ပါဒီကြောက်ပြောလိုက်တယ်ဒီလမ်းမလျှောက်ရဘူးလို့လည်းမပြောဘူးဘာပြောသေးလဲဟိနောကံမောဘောဓုစတိကောတာယောနတ္ထသံဟိတောဟိနောအဲ့ဒီလမ်းကသိညံ့တယ်ကွာရှောင်းတယ်အဲ့ဒီလိုညံ့တာမန်လူတွေလူများစုတာမန်လူတွေခံစားနေကြလူတွေမကဘူးတိရစ္ဆာန်တွေလည်းကာမေတုကာမတုခံလို့ရှိဘူးလားရှိတယ်ကာမဂုဏ်အာယုချမ်းသာခံစားတာတိရစ္ဆာန်တွေလည်းခံစားတာအဲ့တော့ဒီတော့အောက်တန်းကြပါတယ်တဲ့ဒီလမ်းမသွားနဲ့တဲ့အဲ့လမ်းကအောက်တန်းကြတယ်လားဟုတ်ကဲ့ကံမောအေယတိတော်လူပေါ်ပြီးရွာထဲမှာနေတဲ့လူတွေရွာထဲမှာနေတဲ့လူတွေတရားကျင့်တဲ့လူတွေမဟုတ်ဘူးရွာထဲမှာဟုတ်လားနေတဲ့လူတွေသွားတဲ့လမ်းနဲ့အဲ့ဒီလမ်းရှောင်းတယ်သူတော်စင်တယောက်နေတယ်အဲ့ဒီလမ်းရှောင်းတယ်နော်ဒါတော့ဘောဓုစတိကော majority ပေါ့လူများစုကတောက်လန်းနေတဲ့လမ်းဖြစ်တယ်။ပုံနေတဲ့လမ်းအဲ့လမ်းတွေလိုက်သွားတယ်။အဲ့ပါရင်တရားလူတရားများဆိုတွေ့မှာမဟုတ်ဘူးတဲ့နော်။ဤနောကံမောဘောဓုစတိကောအနာလျောတဲ့မမောမြတ်ဘူးအဲ့ဒီလမ်းကြောင်းမှာပေါ်မြတ်တဲ့အရာဖြစ်ဖို့မဖြစ်စေနိုင်ဘူး။နောက်ဆုံးအရေးကြီးဆုံးကဒါတွေကလမ်းရဲ့အခြေအနေတွေကိုပြောပြတာ။ဤနောအောက်ကကြတယ်ကာကောတာမပုဂ္ဂိုလ်တွေအိမ်တော်လူနဲ့နေတဲ့ပုဂ္ဂိုလ်တွေသွားတဲ့လမ်းဖြစ်တယ်။ဘုလို့ဆိုတော့လူများစုသွားတဲ့လမ်းဖြစ်တယ်။အနာလျောရိယသူတော်စင်တွေမြင့်မြတ်တဲ့လမ်းလည်းမဟုတ်ဘူး။ဒါတွေကလမ်းရဲ့အခြေအနေကိုပြောတယ်ဟုတ်လား။အရေးကြီးဆုံးအချက်ကဘာလို့လဲအနတ္ထတာဟိတောတဲ့အဲ့ဒီလမ်းတိုင်းလို့ကတော့ကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးဒါအဓိကဟုတ်ကဲ့အောက်တန်းကြရုံနဲ့ကတော့ကိစ္စမရှိဘူးအောက်တန်းကြတယ်ကြသူများတွေသွားတဲ့လမ်းတိုင်းလို့သူများတို့နေတာကိစ္စမရှိဘူးဟုတ်ကဲ့ဒီနောကမောဘောလုံးတွေကောအနာလျောမမြင့်မြတ်ဘူးဆိုလဲထားအောင်ဒါတွေသိမဆိုးသေးဘူးလို့ပြောအောင်ဟုတ်ကဲ့လူတကာရှောင်းနေတဲ့လမ်းရှောင်းတယ်မဆိုးသေးဘူးဆိုးတာကဘာလို့ဆိုအနတ္ထတာဟိတောကောင်းကျိုးချမ်းသာရဖို့လုံးဝမရှိဘူးလေဒီလမ်းကဟောဒါကအရေးကြီးဆုံးပဲမြတ်စွာဘုရားဟောတယ်နော်အနတ္ထတာဟိတောဟိတဒုက္ခနဲ့လုံးဝပတ်သက်ပြီးတော့ဟိတဒုက္ခကိုပေးနိုင်စွာမရှိဘူးအဲ့ဒီလမ်းကိုရှောက်လို့ကတော့ချမ်းသာဒုက္ခကောင်းကျိုးချမ်းသာဆိုတာပဲဒီထဲမှာမဖြစ်နိုင်ဘူးလေဒါကိုပြောတယ်နော်အဲ့ဒါကြောင့်မို့လို့ဒီဟောဒီပထမအဆုံးရောက်နေတဲ့လမ်းကိုမသွားနဲ့သွားလို့ရှိရင်ဘာပြောလဲအသိဉာဏ်ရလာမှာမဟုတ်ဘူးလို့ပြောတာအခုကဘာပစ္စည်းတန်းဆိုတဲ့ပုဂ္ဂိုလ်တွေကဘာရှာတာတော့အမှန်တရားရှာတာဟုတ်လားအမှန်တရားကိုဘာနဲ့မှသိနိုင်တာတော့ဉာဏ်နဲ့မှသိနိုင်တာအဲ့ဒီဉာဏ်ရဖို့ရတဲ့ဒီလမ်းကရှောက်မရဘူးဒါကိုဆိုလို့လေဟုတ်ကဲ့ဒီလမ်းကရှောက်လို့ရှိရင်တော့အဲ့ဒီဉာဏ်ရမှာမဟုတ်ဘူးလို့ပြောတာနော်ယောသယံကာမိတုကာမတုကာနိကတိယောဂောဟိနောကံမောဘောဓုတတိကောနာယောတထတဟိတောအထတဟိတလုံးဝကိုကောင်းကျိုးချမ်းသာရနိုင်တယ်ဆက်ဆက်ဘူးတဲ့အဲကြောင့်မို့လို့အဲ့ဒီလမ်းကိုရှောက်နေ
နောက်တော့တကယ်ပါတော့ယောစာယံအတ္တကိလပထာကိယောဘောဒုက္ခောနာရိယောနတ္ထတံဟိတောအတ္တကိလပထာကိယောဘောခန္ဓာကိုညှဉ်းပန်းတဲ့ခန္ဓာကိုပင်မနွမ်းနယ်မှုအတွက်ကျူပါအထုတ်တယ်ဆိုတဲ့လမ်းအတ္တကိလပထာself modification ကိုယ်ကိုညှဉ်းပန်းတဲ့တတ်အဲ့ဒါတွေကခုနဂျိန်းဘုန်းကြီးတွေကျင့်တယ်တပအကျင့်ဘုရားလောင်းကိုယ်တိုင်6နှစ်ပါတော့ကျင့်တဲ့ထဲမှာဒီကျင့်နေပါလိမ့်မယ်ဟုတ်6နှစ်ပါတော့ကျင့်လာတဲ့ထဲမှာအေးလာပါလေဆိုတဲ့ဆောင်းရည်ကြီးပါတခါလဲမမြင်တွေ့ပြီးတော့ချမ်းချမ်းစီစီဖြစ်အောင်ရေချိုးတယ်ဟုတ်လားတနေ့ကို3ချိန်ရေချိုးတယ်အေးခါနဲ့ကခန္ဓာကိုယ်ကြီးပင်ပန်းပြီးမှုမေးလဲကြတော့လို့တတိယညမရဘူးခုလာပါလေဆိုတဲ့ခရိယာကြီးမှာနေလေနေကမွန်တိနေတဲ့အချိန်မှာဘေးကဒီဘုတ်ကြီးလေးကိုပို့အလဲအောင်သွားထိုင်နေချွတ်ပြက်ကြမိဘောလဲကြသွားတယ်ဟုတ်ဆိုလိုတာကအဲ့ဒီလိုလုပ်လို့ရှိရင်ကိလေသာစိတ်တွေပေါ်နိုင်ပါ့မလားမပေါ်နိုင်ဘူးဘာဖြစ်လို့လဲဆိုခန္ဓာကိုယ်ဓာတ်မြင့်စေတာတော့ကိလေသာစိတ်မပေါ်ဘူးပေါ့အဲ့ဒီမပေါ်တာကကောင်းတယ်လို့ဆိုပြီးတော့လုပ်ပြီးကမှားနေတယ်ကိလေသာစိတ်မပေါ်အောင်လုပ်တာတော့ဟုတ်ပါလုပ်ပြီးမှားတယ်ခန္ဓာကိုယ်ညှင်းပန်းပြီးတော့ကိလေသာစိတ်မပေါ်အောင်တော့ကိလေသာကအမြစ်ကပဲပြတ်တယ်အတွင်းကရှိနေဦးမှာပဲဟောကိလေသာကပင်မနွမ်းနေတဲ့အချိန်မှာစိတ်မပေါ်နေမဲ့နောက်ကြတော့ပေါ်လာအောင်မှာပေါ့ဟုတ်ကဲ့စာတော့အောင်လုပ်တဲ့နေမဟုတ်ဘူးဒုက္ခပြေးပြီးဒုက္ခရအောင်လုပ်ပြီးတော့မှကိလေသာကိုဖြတ်တဲ့ဆိုတော့ဘယ်လိုပြတ်ပါဘာနဲ့ဥပမာတို့လို့ဆိုတစ်ပင်မလို့ကျင်တာနဲ့အကိုင်းတွေခုတ်အပင်တွေလဲသို့တော့အမြစ်ကထထပေါက်နေတယ်တစ်ပင်တွေလဲတာအမြစ်ကဒီတိုင်းကောင်းနေတယ်လို့ရှိရင်ထထပေါက်နေဘူးလားအေးအဲ့ဒါလိုပဲသူကတော့အမြစ်ကိုဘာမှမလုပ်ဘဲနဲ့အပေါ်အရွယ်ခုန်လဲနေတဲ့နီးစနစ်ပေါ့အဲ့ဒီနီးစနစ်ကိုမြတ်စွာဘုရားကမလိုက်နဲ့တဲ့အဲ့ဒီလမ်းကြောင်းကိုလည်းမလျှောက်နဲ့ဘာဖြစ်လို့မရှုံးတဲ့လို့ပြောရတာလို့ဆိုဒုက္ခသိဆင်းရဲတော့အကြည့်တယ်အဲ့ဒီကြီးကဟုတ်ကဲ့ခန္ဓာကိုယ်ပင်မတော့အကြည့်တယ်တဲ့မလုပ်နဲ့ပင်မပြီးအကျိုးရရင်လည်းလုပ်ရမှာပေါ့ပင်မပြီးဘာအကျိုးမှမရရင်မလုပ်နဲ့ပေါ့ဒုက္ခအနာရိယောတဲ့ပြပြဖြူစင်မှုကိုလည်းမဖြစ်စေနိုင်ဘူးအရိယာအဖြစ်ကိုလည်းပြုမပေးနိုင်ဘူးဒါအရေးပါတဲ့ကိစ္စနောက်ဆုံးကဘာလို့ဆိုအနတ္ထတန်ဟိတောဘုလိုချင်တဲ့အကျိုးမရဉာဏ်တူကိုများတယ်ဟောဒီနေ့ကအရေးကြီးတာကအထတန်ဟိတဖြစ်ဖို့အရေးကြီးတယ်ဟုတ်ကဲ့ဣဒ္ဓဒုက္ခနဲ့ဆက်ဆက်မှုလုံးဝမရှိဘူးတဲ့ကောင်းကျိုးချမ်းသာရဖို့အကြောင်းလုံးဝမဖြစ်ဘူးတဲ့ဒါကြောင့်မလို့ဒီလမ်းကိုလည်းမလိုက်နိုင်ဘူးမြတ်စွာအဲ့ဒီလမ်းကိုတော့မြတ်စွာဘုရားကြီးဒီတော့အောက်ကကြတယ်လို့မပြောဘူးเนาะဘာလို့လဲဆိုရင်တကယ်တရားလို့ကျင်တဲ့ပုဂ္ဂိုလ်တွေကျင့်နေကြတာမို့အောက်ကကြတယ်လို့တော့ဟောဘူးဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုရင်ဟောတာဂျေဘုန်းကြီးတွေကသူတို့ရည်ရွယ်ချက်ကောင်းကောင်းနဲ့တော့ကျင့်တာပေါ့လမ်းစဉ်မှားနေလို့မရတာဟုတ်เนาะကံမောဘာရတူတွေလုပ်တဲ့လမ်းကောင်းလို့ကံမောလို့လည်းမပြောဘူးခင်ဗျာပုထုဇဏီကောအများစုကလိုက်တဲ့လမ်းကောင်းပြီးတော့ကြောင့်ပုထုဇဏီကောလို့လည်းမပြောဘူးဘောထုဇဏီကောလို့လည်းမပြောဘူးဒါအတဲစုကကျက်တာဒါကြောင့်မို့၃ချက်တည်းပဲဒုက္ခအနာရိယောအနတ္ထတံဟိတောဒီလားရဲ့အချက်က၃ချက်ရှိတယ်နံပါတ်၁ကသိဆင်းရဲလုံးနဲ့ဒုက္ခနံပါတ်၂ကအနာရိယောမြင့်မြတ်ဖြူစင်တဲ့အဆင့်ကိုရောက်နိုင်ဘူးနံပါတ်၃ကအနတ္ထတံဟိတောကောင်းကျိုးချမ်းသာတွေမပေးနိုင်ဘူးဘုလိုချင်တဲ့အကျိုးမရနိုင်ဘူးဒါအရေးကြီးဆုံးပါနော်အဲ့ဒါကြောင့်မလို့ဒီလမ်းစဉ်နှစ်ရပ်ကိုမလိုက်ဖဲနဲ့တဲ့ဣတိကောမိကေဥဘောအန္တေနုပကမ္မဥဘောအန္တေအစွန်းတစ်ဖက်လမ်းတို့ကိုအနုပကမ္မဘယ်လမ်းကိုမှမသွားပဲနဲ့မစ္စည်းမအလယ်လတ်ကအလယ်လမ်းကဖြစ်တဲ့ပฏิပဒါကျင့်စဉ်ကိုတရားဂတိနဲ့မြတ်စွာဘုရားရဲ့ပိဋကဗုဒ္ဓထိုးရင်း၍သိတော်မူအပ်ခဲ့လေသည်အဲ့ဒီလမ်းတစ်လမ်းကိုရှောင်ရှားပြီးတော့ဟောဒီအလယ်လမ်းကိုငါတွေ့ထားပြီလို့ဆိုအထတန်ဟိတဖြစ်တဲ့အလယ်လမ်းကိုငါတွေ့ထားပြီပြောတာနော်ကောင်းကျိုးချမ်းသာအရိယာပြုကိုပြုနိုင်ပြီးတော့ကောင်းကျိုးချမ်းသာပေးနိုင်တဲ့ဟောဒီအလယ်လမ်းကိုငါတွေ့ထားပြီဟိုဘက်လမ်းကလည်းကောင်းကျိုးချမ်းသာမပေးဘူးအထတန်ဟိတမဖြစ်ဘူးဒီဘက်လမ်းကလည်းအထတန်ဟိတမဖြစ်ဘူးအဲ့ဒီလမ်းတစ်လမ်းကိုမသွားဘဲနဲ့ဟောဒီအလယ်လမ်းကျောကနေယူလိုက်တယ်ဆိုလို့ရှိရင်တော့အထတန်ဟိတကိုလိုချင်တဲ့စခန်းရောက်တယ်လို့ဒီလိုနော်ဣတိကိုဘောအန္တေနုပကမ္မဥဘောတစ်မျိုးဘောဣတိအန္တေဤအစွန်းတစ်ဖက်လမ်းတို့ကိုလမ်းဟောင်းလမ်းတို့ကိုအနုပကမ္မမကရောက်မှု၍အစ္စည်းမမဏိပဒအလယ်ကိုဖြစ်တဲ့အကျင့်လို့ဆိုတဲ့အလယ်လမ်းကိုတရားဒီဝအဘယဤပိတမူရာထိုးရင်းသိတော်မူခဲ့လေသည်ဟု၍ဘဂဝါရှိဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်အဝေါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းကဲရှင်များဒီအလယ်လမ်းကိုရှောက်လို့ဆိုတော့ပစ္စည်းပါတိပဒအလယ်လမ်းကိုရှောက်ဆိုတော့အဲ့ဒီအလယ်လမ်းကဘယ်လိုကျိုးကျေးဇူးတွေပေးနိုင်လဲဆိုတော့သက္ခုကရဏီညာနာကရဏီဥပသမယပညာယသံမောဒာယနိဗ္ဗာနယသဝတ္တိတဲ့ကျိုးကျေးဇူးတွေပေါ်ပြဒီလမ်းလျှောက်ဟောဒီကျေးဇူးတွေရမယ်ပြောတာနော်သက္ခုကရဏီအသိဉာဏ်မျက်လုံးကိုလည်းပဲဖန်တီးပေးနိုင်တယ်ဟောဒီလမ်းကြောင်းတိုင်းသွားလို့ရှိရင်ဒီလိုအမြင်သစ်တွေရတာ
ဟုတ်ကဲ့သူမာဒီပဂတိမျက်လုံးကမြင်နိုင်တာလမ်းပေါ်မှာရှိတဲ့ချင်းကြိုက်ကိုကတော့ဒီလောက်တော့မြင်တာလေကိုတော့ဘာဖြစ်မယ်ဆိုတော့မြင်နိုင်ရလားမြင်နိုင်ပါဘူးအဲ့ဒါကြတော့ဉာဏ်မျက်စိကမှမြင်နိုင်ဟိုဒီပစ္စည်းလေးဒီလိုရောက်ရင်ဘာဖြစ်လဲဟိုပစ္စည်းလေးကိုလိုရောက်ရင်ဘာဖြစ်လဲပဂတိမျက်လုံးကမြင်ရလားအတိညာကမှမြင်ဟုတ်ကဲ့အတိညာကဘာလို့ဘာဖြစ်မယ်ဘာလို့ဘာဖြစ်မယ်ဆိုတာအတိညာကမှမြင်တယ်ပဂတိမျက်လုံးကဟုတ်လားပုံနေမျက်မှန်တောင်တက်ကြည့်ရအောင်မယ်နော်သူမြင်နိုင်တဲ့စွမ်းအားလေးအတွင်းပဲသူမြင်တယ်ကျူဆိုရင်ကျူပဲမြင်မယ်သူဒီပြင်ကိုပဲမြင်နိုင်ဟုတ်ကဲ့အေးစကုကရဏီပညာမျက်စိကိုလည်းပြုလုပ်ပေးနိုင်တယ်ပညာမျက်စိကိုထုတ်လုပ်ပေးနိုင်တယ်အလုံးအသိအလုံးထရမယ်လို့ပြောတာနော်ဉာဏကရဏီအသိဉာဏ်ကိုလည်းပဲဖန်တီးပေးနိုင်တယ်မှန်တရားကိုမြင်ဖို့ရတယ်အသိဉာဏ်လိုတယ်အသိဉာဏ်ကိုလည်းဟောဒီလမ်းကြောင်းကိုရှောက်ခြင်းဖြင့်အသိဉာဏ်ကိုတွေ့ရတယ်ဒါလည်းလားဆိုတော့ဥပ္ပသမယကိလေသာအပူတွေငြိမ်းသွားဖို့ရာလောကမှာလူတွေနေနေကြတာနေ့စဉ်အပူတွေနဲ့နေနေတာနော်အပူရတဲ့နေရှိရတယ်အပူဆိုရင်ကျော်ပူမမသိလို့နေမှချက်တယ်နော်အမိရှင်တားဘူးသမီးဘူးရှိလို့လားရှိပါတယ်ရှိတယ်တချို့ပူမတော့မသိဘူးအဲ့ဒီအပူလေးကိုသဘောကျတာရှိသေးတယ်နော်အဲ့ဒီအပူလေးကိုနှွေးနှွေးလေးအောင်ပဲပစ္စည်းရှိတော့ပစ္စည်းတော့မပူဘူးလားပူတာပဲရှိတာပူတာပဲမရှိလို့ပူသေးတာဘယ်ဟာလွတ်လို့နော်ရှိလို့ပူရတယ်မရှိလို့ပူရတယ်ဟုတ်ကဲ့လူတွေဘယ်ဘက်ကလက်ဒီအပူနဲ့ပဲတိုးနေတာနော်အဲ့ဒါကိုငြိမ်းရင်ဘာလို့ဒီလမ်းနဲ့ရှောက်ဖို့ရှိတယ်ဥပဒဝါရစိတ်တူဝံမှုတွေငြိမ်းသွားဖို့ရာဟောဒီလမ်းကြောင်းကရှောက်လိုက်ရင်စိတ်ငြိမ်းအေးတာတွေတွေးလိုက်မယ်ပညာရာထူးခြားတဲ့အသိဉာဏ်ဖြင့်အမှန်တရားတွေကိုသိဖို့ရာသံဃောရယမှန်မှန်ကန်ကန်သိဖို့ရာနိဗ္ဗာန်ရဲ့ကိလေသာတွေငြိမ်းသွားတဲ့နိဗ္ဗာန်ဆိုတဲ့ဆင်းရဲဒုက္ခတွေအကုန်ငြိမ်းသွားတဲ့နိဗ္ဗာန်တော့ကတောင်းတတိစင်စစ်မသွေဖြစ်ပါပေတယ်ဟုဘဂဝါရှင်ဘုရားတဲ့ခင်ရှင်တော်မြတ်ဘုရားသည်အဝါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းဒီမရှိမပရိပဒါကြောင့်ကြီးအကျိုးကျေးဇူးတွေလဲတာမဟုတ်ဘူးစက္ခုကရဏီနဲ့ညာနာကရဏီဥပဒမာယပညာယသံဃောဓာယနိဗ္ဗာန်အကျိုး6မျိုးရှိဘုရားတွေကတော့အပြစ်တွေကြီးပဲဟုတ်ကဲ့အဲ့ဒီလမ်းကြောင်းတွေမလျှောက်ဘဲနဲ့ဒီလမ်းကြောင်းလျှောက်ရင်ဟောဒီအကျိုးကျေးဇူးတွေရမယ်ဆိုလူချင်းစရာမကောင်းလားအဲ့ဒီအကျိုးကျေးဇူးတွေအဲ့ဒီမရှိမပရိပဒါလမ်းဆိုတာဘာတွေနဲ့ဖွဲ့စည်းထားတော့ကတ္တမသတာဝေကဝေမရှိမပရိပဒါအလယ်လမ်းဆိုတာဘယ်ဟာလဲဧတိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝသမ္မာဝါယာမောသမ္မာတတိသမ္မာသမာဓိတဲ့ဘလို့ရမယ့်ဟာလေးကိုယ်တဏ္ဍာရဲ့စိတ်ထဲမှာရှိတဲ့အည်သွေးလေးတွေနော်သမ္မာဒိဋ္ဌိဆိုတာအမှန်မြင်အောင်ကြိုးစားရမယ်တဲ့ဒါတစ်ခုအမှန်မမြင်လို့ရှိရင်အဉာဏ်ဆိုဖြစ်နိုင်ပါဘူးအမှန်မမြင်ဘူးဆိုတာအမှားကိုမြင်နေတယ်လို့ပြောတယ်နော်ဒါတော့မြင်နေတာပဲအမှားတွေမြင်နေတာအမှားမြင်လို့ရှိရင်အလို့မထင်နေပဲအမှန်ကိုမှားထင်နေပဲဆိုရင်ဒုက္ခရောက်တယ်ဘူးလားဟုတ်ကဲ့သမ္မာသင်္ကပ္ပအတွေ့မှန်ရတယ်မှန်မြင်ဖို့အတွက်ဘာလို့လဲအတွေ့မှန်ဖို့လို့လဲကဲအတွေ့မှန်ဖို့အတွက်ဘာလို့ဖို့လိုသေးတော့ဆိုသမ္မာဝါစာစကားပြောမှန်မှန်ပဲပြောအမှန်တိုင်းပြောနိုင်ရမယ်ဟုတ်ကဲ့အတွေ့မှန်တဲ့ပုဂ္ဂိုလ်ကပြောရင်အမှန်တိုင်းမပြောဘူးလားအမှန်တိုင်းပြောတယ်အမှန်တိုင်းလုပ်တယ်အသက်မွေးမှုနဲ့ပတ်သက်လာလို့ရှိရင်မှန်ကန်တဲ့လမ်းစဉ်တိုင်းအသက်မွေးတယ်သမ္မာဝါယာမကျုပ်ကအထုပ်ကလည်းမှန်ရမယ်သမ္မာတတိစိတ်ဆိုင်မှုကလည်းမှန်ရမယ်ဓမ္မသမာဓိစိတ်တည်ကြည်မှုကလည်းမှန်ရမယ်ဆိုတော့အဲ့ဒီမှန်ကန်တဲ့အချက်၈ချက်ကိုယ်တဏ္ဍာမှာပြည့်စုံအောင်လုပ်ရမယ်။ကိုယ့်ရဲ့စိတ်ထဲမှာဒီအည်အသွေးတွေကလည်းရှိထားတယ်။ရှိထားတဲ့အည်အသွေးတွေကိုတိုးတက်အောင်လေ့ကျင့်ပေးရမယ်လို့ဆိုတော့ဟုတ်ကဲ့လား။ဘလုံးသွားတွေပါရင်လေ့ကျင့်အမောခံအောင်လေ့ကျင့်ရတယ်ကွာ။မှန်ပါဗျာ။တို့နှလုံးသားအတိတ်ဓာတ်ဆင်ရလေလား။မှန်ပါဗျာ။ရှိတဲ့နှလုံးသားကိုခံအောင်လုပ်တာပေါ့။မှန်ပါဗျာ။ဟုတ်ကဲ့လား။မှန်ပါဗျာ။ရှိတဲ့ခြေနှလုံးသားတမ္မာအောင်လုပ်ရတာထို့တူပဲရှိတဲ့စိတ်ထဲတမ္မာတော့ထွားကြအောင်အဲ့လိုပဲရှိပါတော့ဟောဒီရှင်မျိုးနဲ့ဒီပစ္စည်းမသိကြတာဟောဒီရှင်မျိုးနဲ့မြတ်စွာဘုရားဖွဲ့စည်းကြတာဒီရှင်မျိုးကိုယ်တဏ္ဍာမှာဖြစ်ဖို့အဲ့ဒါကိုအချင်းချင်းလို့ရှိရင်ကိုချင်းတရားကောင်းရမယ်လို့ပြောတာနော်တမ္မာဝါစာကမ္မကမ္မတတမ္မာအာဇီဝဆိုအေးစကားကြရင်လိမ့်မပြောနဲ့မှန်တာပဲပြောဟုတ်လားဘောပတိုင်းနဲ့ဆဲနဲ့မဆိုးနဲ့တို့ဖြစ်တာတွေမပြောနဲ့ဒါတမ္မာဝါစာလုံးတင်တာတွေမလုံးနဲ့ဒါသမ္မာကမ္မတလုံးတင်တာပဲလုံးအလုံးယုံနေမရဘူးတော့လုံးတင်တာလောက်ရသေးတယ်သူကစကားပြောတယ်ဆိုဝစီဘိတ်လုံးနေလို့ကတော့ဘာမှအကျိုးထူလာဟုတ်ကဲ့တမ္မာဝါစာဆိုတာမှန်ကန်သောစကားပြောရမယ်ဆိုတော့မှားမပြောနဲ့လို့ပြောတာအမှားပြောခြင်းကရှောင်းပြီးမှန်တာတွေပြောအလို့လေဟုတ်ကဲ့မှန်တာပြောတမ္မာကမ္မတမှန်တာလောက်မမှန်တာကိုလုံးတယ်အမှန်တာရှောင်းမှန်တာကိုလုံးအမှားအတိဝမှားရတဲ့ဒီလိုက်နေတဲ့အသက်မွေးဝါကြောင့်မပြုတယ်မှားရတဲ့ဒီနဲ့အသက်မွေးဝါကြောင့်ပြုတယ်ဆိုတာရှင်းချုပ်ပြောရရင်မလို့လို့
nhà để ta bị đó để muối đấy nhà ông sao khô bị đó để muối đấy rồi bắt ta nhà bên má bị để muối đấy lấy gió bị đó để muối đấy nhà toa xe bị để muối đấy công tay bị để muối đấy công là đi xong gió bị để muối đấy ấy làm được đâu này được chưa ok cái gì đó để muối đấy được chỉ để nó那到底地了，后来人家在当地在围了，就了，把那里把那里在围的，有家。阿里那在围的，家里嘛是锅里是水好了，好了，在阿里那在围的有家，喏。刚才就为啥那在围了，就了，不漏东西。你要不代表说，本身代表人家都要烧开开的，哎，那在围了都好。一山压路，把你压烧干，喏。雷椒路在围的时候，来这里加油里边代表，在本身老北边个地带出什么时候出开那个出，那么东北那么时候出。OK。不到那里，在围的路考的，不是压路路的。这俺不是那个路多塞的路多塞，不是呀，不管是谁走路塞了，怎么有？不是压路塞了，怎么有？比如你要没得要多路山路，不是那路多路现在在围完样路考的。包那里标路，不是北边的，包那里小标开门说路现在在围完样没。OK， 这个就呢，在我围的路标了，喏，那没啥问题吧？အဲ့ဒါလို့အမှန်ကန်တာကိုချင်းတရားကောင်းပြီဆိုတဲ့အခါကျတော့အဲ့ဒီလိုလို့ဆိုတမ္မာဝါယာမကျုပ်ကအထုကမှန်ရမယ်ဆိုတာမကောင်းတဲ့စိတ်ကိုကိုယ်ထဲမှာမရှိအောင်ဖယ်ထုတ်ဖို့ကြိုးစားရမယ်ကောင်းတဲ့စိတ်တွေမွေးပြီးဖို့ကြိုးစားရမယ်ဒါမှန်ကန်စွာကြိုးစားတယ်ခေါ်တယ်။နောက်တမ္မာတတိဆိုတာမှန်ကန်တဲ့အာယုံလေးပေါ်မှာစိတ်ဆိုင်ထားတာတမ္မာသမာဓိဆိုတာစိတ်လေးငြိမ်နေအောင်ထားတာကောင်းတဲ့အာယုံတစ်ခု။အဲ့ဒီလိုစိတ်လေးငြိမ်အောင်ထားလိုက်ပြီဆိုတဲ့အခါကျတော့ဘာဖြစ်တယ်ဆိုရင်အတွေးလေးတွေမှန်းလာတယ်နောက်ပြီးတော့နောက်ဆုံးကြတော့အမြင်မှန်သွားတယ်အမှန်တန်တဲ့ဆိုရင်လည်းအသိဉာဏ်မှန်သွားတယ်အမှန်တရားကိုသိသွားတယ်ဟုတ်ကဲ့ဒီသိက္ခာရှိပါချက်တရားဆိုအားလုံးဆက်ဆက်ပြီးတော့နေတာဒါလိုမြတ်စွာဘုရားကလိုက်ရမယ့်လမ်းလို့ဆိုပြီးတော့ဖြတ်မှတ်ပြီးတော့ပြတယ်လိုက်ရမယ့်လမ်းလိုက်လိုက်တဲ့အခါကျတော့ဘာတွေတွေ့တော့ဆိုတော့သစ္စာ၄ချက်အမှန်တရားလေးကိုဒီတဲ့ခေါ်ပါတာပဲကပဲဒုက္ခအရိယသစ္စာတော့ကမှဒုက္ခလို့ခေါ်ရမယ်တကယ်ဒုက္ခလို့ပြောလိုက်တာနဲ့တကယ်ဆင်းရဲတဲ့အမှန်တရားဘာတွေလဲလို့ဆိုဇာတိပိဒုက္ခသရာပိဒုက္ခဗျာတိပိဒုက္ခဒုက္ခမရဏပိဒုက္ခသူ့ဘဝမှာသူဖြစ်လာတာလည်းဒုက္ခပဲတဲ့ဟုတ်ပေါ့တွေးလာတဲ့အခါသူလည်းအငိုနဲ့စလာခဲ့ရတယ်မဟုတ်လားတွေးလာတဲ့စိတ်ငိုပြီးဟာဒီကကိုယ်တိုင်ကြားလို့ရှိရင်ဟောဝိပြီဆိုပြီးပြောကြတာပဲဟုတ်နော်ဒီပြီးတော့ဝေးလာတယ်တွေ့ဘူးလားအဲစရတဲ့ဒုက္ခနဲ့စတာပဲလေဒီတဲ့အခါကျတော့ဇရာတဲ့တပြေးအိုးလာတယ်အိုးလာတယ်သူကျင်တတ်မှာတရားကိုတောင်းတာမို့အတုကိုကြိုးစားကြတယ်ဟုတ်လားအရင်တော့ရင်ဘိုးတောက်ထိုးသေးတယ်စာကျူလို့ရှိရင်ဆေးမဲတုပ်သေးတယ်ဆေးဆိုးသေးတယ်သွားကျိုးလို့ရှိရင်သွားဆိုင်ဆရာအောင်စီသွားဆိုင်ရဟုတ်လားနောက်ဆုံးတော့ရရလားမရဘူးဇရာပိဒုက္ခဗျာတိပိဒုက္ခနာတာလည်းဒုက္ခပဲဟုတ်ကဲ့ဒါလည်းသိနိုင်တဲ့ဒုက္ခတွေကိုမြတ်စွာဘုရားထောက်ပြတယ်မသိနိုင်တဲ့ဒုက္ခတွေကိုနောက်ဆုံးကြပြောနေတယ်ကြည့်ဒါတွေကလူတိုင်းလက်ခံနိုင်တဲ့ဒုက္ခတွေဟုတ်လားဒုက္ခတွေပဲနောက်အပိယိတံပြောလူကိုမတည့်တဲ့လူတွေနဲ့အတူကိုယ်လိုချင်တာတွေရနေတာလည်းဒုက္ခပဲဟုတ်လားအပိယိတံပြောဒုက္ခလူတွေပြောတာမဟုတ်ဘူးနော်အပိယိမချစ်မနေရသောတတ္တဝါသင်္ခါရတို့နဲ့မကြားကျင်တဲ့အတန်ကြားနေရင်လည်းအပိယိတံပြောပဲမကောင်းတဲ့အတန်ကြီးရှုနေရင်လည်းအပိယိတံပြောပဲဟုတ်လားမကြိုက်တဲ့ဟင်းစားနေရင်လည်းအပိယိတံပြောပဲတူတူပဲဒါတွေကအပိယိဆိုကိုယ်မကြိုက်တာတွေနဲ့တွေ့နေရလို့ရှိရင်အပိယိတံပြောပဲဣယေဟိဝိညောဆိုကိုကြိုက်တာလေးတွေလက်လို့ဆုံးရှုံးပုံလို့ရှိရင်လည်းဣယေဟိတံပြောပေါ့ပဲအဲလိုတမ္မာလေးတွေကြည့်လို့ရှိရင်ချစ်သူခင်သူတွေနဲ့ပေါင်းရတာတော့မချစ်တဲ့လူနဲ့အတူနေရတာလူပဲသွားပြီးတော့ပြည့်တင်နေကြတယ်အဲ့ဒါကိုမြတ်စွာဘုရားလူပြောတာမဟုတ်ဘူးနော်ကိုမကြိုက်တာတွေနဲ့အတူနေရတာလူအပါဝင်ပေါ့တတ္တဝါသင်္ခါရအလုံးကိုချုံပြောတဲ့စကားဒီစကားဟုတ်ကဲ့ဘာသာပြန်တဲ့ခါကျတော့အပိယိတံပြောဒုက္ခမုန်းတဲ့လူနဲ့ပေါင်းသိရတာဒုက္ခလို့ဒီလိုဆိုလိုတာမဟုတ်ဘူးနော်အကုန်လုံးတတ္တဝါသင်္ခါရတွေအလုံးကိုမကြိုက်တာဖြစ်နေလို့ရှိရင်ဒါဒုက္ခပဲဒုက္ခမှာကြိုက်တာတွေလည်းဖြစ်တာမှမဟုတ်တာမကြိုက်တာတွေနဲ့လည်းဖြစ်နေတာပဲနော်ဒီကိုမကြိုက်တဲ့ကိုမနှိမ့်ပြို့တဲ့အရာတွေနဲ့လည်းပဲသူပေါင်းသိဆက်ဆံနေရတယ်ကိုဘဝမှာမြင်နေရတယ်တွေ့နေရတယ်ကြားနေရတယ်ဟောကိုမြင်တဲ့ခါတွေကျတော့မြင်နေပါလေဆိုမှမြင်ရရလားကြားကျင်တော့လည်းကြားရရလားဟောအဲ့ဒါအပြည့်ကိုပြောလို့ခေါ်လို့ပြောတာနော်အခြေကြီးနောက်ပြီးတော့ယံမိသနာတဝတိတံပိဒုက္ခမအိုချင်ပါဘူးလို့တန်တရင်ရောရလားမသေးချင်ပါဘူးဆိုပြီးတော့တန်တရင်ရောမရဘူးအဲ့လိုမရနိုင်တာတွေကဒါဒုက္ခပဲအဲ့ဆိုများသူတွေသိတာသင်ရှားတဲ့ဒုက္ခတွေကိုရှင်းပြောလိုက်တာနောက်ဆုံးမသိတာတဲ့ဒုက္ခပါလို့လေယ
သံခိတေနာပိစုပါရနဲ့ခန္ဓာပိဒုက္ခဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာကိုယ်ကြီးကဒုက္ခလို့ပြောတယ်နော်။ဘာလို့ဒုက္ခတော့ဆိုအဲ့ဘာချိန်ချင်းပေါ့။သာဝရရွှေ့ရှားနေတယ်။သာဝရရွေးနေတာဒီခန္ဓာကိုယ်ကြီးကတနေ့ပြီးတနေ့အိုးမလာဘူးလား။ဝေးလာတဲ့ချိန်တော့ကောက်စားနေတပြေးပြေးတော့ကြီးကြီးလာလိုက်တယ်တနေ့ပြီးတနေ့သွားနေတဲ့အချိန်ကဝေးလို့လားနော်။ကြောင်းလဲနေတယ်သာဝရကြောင်းလဲပြီးတော့ဘယ်သူမှရက်လို့မရအောင်ကြောင်းလဲနေတဲ့ကြောင်းလဲချက်ကြီးမှုဒါဒုက္ခတန်ခိနေတာပစ္စုပါဒနဲ့ခန္ဓာပွက်လာကိုရထားတဲ့ဟာကြီးကဒုက္ခလို့ဒါကလူမမြင်နိုင်တဲ့ဒုက္ခကိုမြတ်စွာဘုရားနော်ဝိပဿနာကျင့်စဉ်ကျင့်လိုက်မယ်ဆိုလို့ရှိရင်ကိုရတာဒုက္ခမရတာမြတ်စွာဘုရားတို့သုတ္တန်တွေမှာလည်းရှင်းရှင်းဟောတာယောဘိကဝေရူပတ္တဥပါရောဒုက္ခတေသောဥပါရောဘိကဝေစေတယံတို့ရူပတ္တယုတ်တရားရဲ့ယောဥပါရောအကျင့်ဖြစ်ပေါ်လာမှုသည်အတ္တိရှိဧသောဤယုတ်တရားရဲ့ဖြစ်ပေါ်လာမှုကဒုက္ခတဆင်းရဲဒုက္ခရဲ့ဥပါရောဖြစ်ပေါ်လာခြင်းပဲဒုက္ခဖြစ်ပေါ်လာတာပါတဲ့မျက်စိတွေရလာတာဘာရတာဒုက္ခရလာတာဟောအားလုံးကဒုက္ခသူကဒုက္ခပေးတယ်လေမျက်စိဆိုတော့မျက်စိကျိန်းတာဒုက္ခမပေးဘူးလားပေးပါတယ်မျက်စိလေးရှိတော့ကြည့်ရတာလေးတော့ပဲသူကအတော့ဝင်တာဒုက္ခပေးတာတွေကများဟုတ်တယ်မှန်ပါဗျာခန္ဓာကိုယ်ကြီးကလည်းဒုက္ခတွေကုန်ပေးတာဒါကြောင့်မို့လို့မြတ်စွာဘုရားကဒါဒုက္ခဆင်းရဲတာအမှန်တရားအဲ့ဒီဆင်းရဲတယ်ဆိုတဲ့အမှန်တရားကဘာလို့ဖို့လို့ဆိုသိဘူးဆင်းရဲတာကိုဆင်းရဲတယ်လို့မသိသေးလို့ရှိရင်ဘယ်လိုနဲ့သိရမှာလဲဆိုရင်တမ္မာဒိဋ္ဌိနဲ့သိရမှာဟုတ်ကဲ့ဒါကဝိပဿနာရဲ့အာယုံအနေနဲ့မြတ်စွာဘုရားဟောတယ်ဝိပဿနာကျင့်စဉ်ကိုကျင့်ပြီးဒီပစ္စည်းမပြိပ္ပာလမ်းကြောင်းကိုရှောက်ပြီးဆိုရင်ဒါကိုမရောက်ကြည့်လို့ပြောတာနော်ဒုက္ခကိုမရောက်ကြည့်ဒါဖြင့်ဒီလောက်စိတ်ပြည့်စရာကောင်းတဲ့ဒုက္ခကိုသူတွေကထုတ်လုပ်တာလို့ဆိုလို့ရှိရင်ဒီကောပဏဝိခေဒုက္ခသမုဒယောရိယသစ္စာယာယန္တနာပေါတုဝိကတဏိရာကသာဂတတတရာပိဏံတိတိတေယတိတံကာမတဏဘဝတဏဝိဘဝတဏဟောအဲ့ဆိုဗျာကဒီလိုဒုက္ခတွေကြားနေအောင်ဘယ်လိုလုပ်နေတာတော့ဆိုတဏှာလုပ်နေတာလူချင်းမှုတွေတွေ့တာမှုတွေကလုပ်တယ်ယာယန္တနာတွေ့တာမှုဆိုတဲ့တဏှာပေါတုဝိကဘဝတွေတစ်ခုပြီးတစ်ခုဘဝတွေကိုထပ်ဖြစ်စေတဲ့တဏှာဟုတ်ကဲ့ဘောဓုဂိကနန္ဒီရာဂသာကတာအာယုံလေးတစ်ခုရလာလို့ရှိရင်တစ်သက်တဲ့ခြေတတ်တဲ့ဆွဲမဲ့တဲ့သူ့ရဲ့စိတ်ကိုကြည့်လေဒါလေးကိုရင်ကကြိုက်ထားပြီးနောက်ကြမကြိုက်ရင်နောက်တစ်ခုတွေ့ပြီးမကြိုက်ပြန်ဘူးလားကြိုက်ပြန်တာဟုတ်ကဲ့နောက်တစ်ခုတခါတွေ့ပြန်တော့မကြိုက်ပြန်ဘူးလားကြိုက်ပြန်တာအကြီးပဲအတိအများတန်းရှားနေဒါကြောင့်တတ္တရာပိဏန္တိတိအဲဒီဟာဖြစ်သူကတော့တွေ့တာဖို့ပဲလိုချင်ဖို့ပဲဟုတ်ကဲ့တစ်ခုပြီးတစ်ခုပြောင်းပြီးတော့လိုချင်နေတာအဲ့ဒီတဏှာဟာကာမတဏှာအကျဉ်းလေးပဲပြောမယ်ကာမတဏှာဆိုတာလိုချင်စရာအာယုန်တွေပေါ်မှာလိုချင်နေတဲ့တဏှာကာမတဏှာလို့ဟုတ်ကဲ့မျက်စိကသာရဖတာကြည့်ခြင်းနဲ့နားကသာရတဲ့အတန်လေးတွေတစ်ချက်လေးတွေနားထောင်ခြင်းနဲ့နှာခေါင်းကကိုယ်ကြိုက်တဲ့အနံ့ကိုကြိုက်တယ်ဟုတ်ကဲ့တရားကအရာသာရှိတာလေးကိုကြိုက်တယ်ခန္ဓာကိုယ်ကလည်းဣဆက်ညံ့ညောတာကိုသဘောကျတယ်ဟောဒါကကာမတဏှာလို့ခေါ်တယ်ဟုတ်ကဲ့သူရကာမတဏှာဆိုရင်အဝါကြီးပဲသွားတတိယကာမတဏှာဆိုတာဒီလိုဟာတွေအကုန်လုံးပြောတယ်နော်အာယု၅ပါးကာမဂုဏ်တရားတွေနဲ့ပတ်သက်လာပြီးတော့တွေ့တာမှုတွေမှန်တယ်ကာမတဏှာဘဝတဏှာကြတော့အဲ့လိုမဟုတ်ဘူးဘဝတဏှာဆိုတာသာဝရဒီဘဝတည်းကောင်းတဲ့ဘဝကောင်းဘဝတည်းဘဝဒီသာဝရကိုယ်တဏ္ဍမှာသာဝရမြဲနေတယ်ဆိုတဲ့ဝိညာဉ်ကလေးရှိနေတယ်ဟုတ်လားဒီဝိညာဉ်လေးကသာဝရမြဲတယ်လို့ယူဆပြီးတော့ဒီဘဝကြီးကမလွတ်မြောက်ချင်တော့ဘူးဘဝနဲ့ဒီအေးရဆိုတဲ့အယူဆနဲ့တွဲပြီးတော့ပေါ်လာတဲ့တဏှာကိုဘဝတဏှာလို့ခေါ်တယ်ဆိုလိုတာကတတ္တဒိဋ္ဌိနဲ့တွဲလာတဲ့ဘဝတဏှာနော်သာဝရမြဲတယ်လို့ယူဆလာတဲ့အပေါ်မှာတွေ့တာနေတဲ့ဘဝတဏှာဒါကြောင့်မလို့ဒီဘဝနဲ့နောက်ဘဝပဲဘဝမျိုးပြရပါလို့ဒီဆူတောင်းနေတာပေါ့နော်အဲ့ဒါကဘဝတဏှာဝိဘဝတဏှာဆိုတာကပုစ္ဆေရဝါဒသမားတွေဒုဝါရီသမားတွေကတော့ချိအဲ့ဒီဘဝဒီကိုဆံဘဝကိုခံဆိုပြီးတော့သူကတော့သိရင်ဘာမှမဖြစ်တော့ဘူးသိရင်ပြီးတာပဲဆိုတဲ့အယူအဆရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ဝိဘဝအဲ့ဒီလိုဘာမှမဖြစ်တာကိုကြိုက်တဲ့အားရတဲ့အယူအဆနဲ့ဥစ္စေတဒိဋ္ဌိနဲ့ရှင်တွဲလာတဲ့တဏှာမျိုးကြတော့ဝိဘဝတဏှာလို့ခေါ်နော်အယူအဆပေါ်မှာမူတည်တယ်ဘဝတဏှာဆိုတာလည်းအယူအဆပေါ်မှာမူတည်တယ်ဝိဘဝတဏှာဆိုတာအယူအဆပေါ်မှာမူတည်တယ်လောကမှာအယူအဆနှစ်ခုရှိတယ်သာဝရတည်မြဲတယ်ဆိုတဲ့အယူအဆတစ်ခုနဲ့သာဝရတည်မြဲမှုမရှိဘူးဆိုတဲ့အယူအဆတစ်ရပ်ပေါ်မှာတွေ့တာတဲ့တဏှာမျိုးဟုတ်ကဲ့အဲ့ဒီတဏှာဟာဒုက္ခကိုထုတ်လုပ်တဲ့အရာဖြစ်တော့ကြောင်းသက်ဆောင်ကြဒီတဏှာကိုခုနကမဂ္ဂင်၈ပါးနဲ့ဒုက္ခကိုမြင်အောင်ကြည့်တဏှာကိုထုတ်လုပ်နေတဲ့သမုဒိယအခုဟာကိုဖယ်ရှားပြလို့ဆိုလို့ပဲကဲအဲ့ဒါကိုတဏှာကိုဖယ်ရှားလိုက်တော့ဘာရလို့ဆိုရင်ဣဒံခောပဏဝေဝေဒုက္ခនិရောဓောရိယသစ္ဆံယောတတယေဝတဏှာယအန္တိတဝိရာဂនិရောဓောမုတ်တိသာဂောမုတ်တိအနာလယော
ဒီဒုက္ခនិရောဓဆိုတာဒုက္ခချုပ်တယ်ဆိုတာအကြောင်းတရားကိုပယ်မှဒုက္ခချုပ်တာကိုမြတ်စွာဘုရားကတဏှာချုပ်မှဒုက္ခချုပ်တယ်လို့ပြောတာဟုတ်ကဲ့မှန်ပါဗျာအဲ့ဒီတွေ့တာနေတဲ့တဏှာကိုချုပ်အောင်လုံးဝဆုံးမလိုက်နိုင်ပြီးဖယ်ရှားပြလိုက်နိုင်ပြီဆိုလို့ရှိရင်ဒုက္ခချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်ဆိုတာရတယ်အဲ့ဒီနိဗ္ဗာန်ရဖို့ကြတော့အကျင့်ကဘာလို့ဆိုရင်ဣဒံခောဘာနာဘိဝေဒုက္ခនិရောဓဂာမိနိပฏิပရာရိယသစ္စာလို့ပြီးတော့တေယတိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝသမ္မာဝါယာမောသမ္မာတတိသမ္မာသမာဓိဟောဒီမေစီမပฏิပရာကဲအချင်းချုပ်ပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင်ဘဂသစ္စာနဲ့ဘာကိုလောက်အောင်ဘဂသစ္စာနဲ့ဒုက္ခသစ္စာကိုရှုသမုဒိယသစ္စာကိုပယ်និရောဓသစ္စာကိုမျက်မှောက်ပြုဒါဝိပဿနာလမ်းစဉ်ကိုမြတ်စွာဘုရားပြောတယ်ဝိပဿနာရှင်းရင်လို့ရှိရင်ဘာလို့ရမလဲဆိုရင်အဲ့ဒီဘဂိရှင်ပါကျင့်တရားကုသနာကိုထူထောင်ပြီးတဲ့အခါကျတော့ဒုက္ခသစ္စာပေါ်မှာရှုပါအာယုံဝိပဿနာရဲ့အာယုံကဒုက္ခသစ္စာပဲဒုက္ခကိုရှုဒုက္ခကိုရှုတဲ့အခါကျတော့ဘာအကျိုးရလဲဆိုရင်ဒုက္ခကိုရှုရင်သမုဒိယကိုပယ်ပြီးတော့និရောဓကိုရောက်သွားတယ်အလုံးနှစ်ခုတစ်ခါလည်းပြီးသွားတယ်ဟုတ်ကဲ့အဲ့ဒါကိုမြတ်စွာဘုရားကဒီတပည့်ဆက်ကြမှာဟောကြားလို့ဖြစ်ပါတယ်ဒုက္ခဆိုတာပိုင်းခြားသိဖို့ဖြစ်ပါတယ်ဒုက္ခသမုဒိယဆိုတာဖယ်ရှားပြဖို့ဖြစ်ပါတယ်ဒုက္ခនិရောဓဆိုတာမျက်မှောက်ပြုဖို့ဖြစ်ပါတယ်ဒုက္ခនិရောဓဂာမိနိပฏิပဒါဆိုတာလက်တွေ့ကျင့်သုံးဖို့ဖြစ်ပါတယ်လို့မြတ်စွာဘုရားကလောကမဲ့ကိစ္စတွေကိုချင်းချင်းဒီကမ္ဘာစကြာတရားတော်ကိုဟောကြားတော်မူပါတယ်ဒါကြောင့်တရားချက်ကဒီလိုဒီပြိဿကောင်းတော့ဒီပေါင်း2500 98နှစ်မြောက်ကမ္ဘာစကြာနေ့အခါမှာဘုရားမြတ်စွာဟောကြားတဲ့ကမ္ဘာစကြာအချင်းကိုရှင်းရှင်းပြလာအောင်လို့ perspective အနေနဲ့ရှင်းလင်းဟောကြားတာဖြစ်ပါတယ်ဒါကြောင့်တရားချက်ကဒီလိုဒီပြိဿတို့ဒီကနေ့ကမ္ဘာစကြာတရားတော်တိုင်းလိုက်တာရှင်းသုံးခြင်းဖြစ်ဘုရားမြတ်စွာဟောကြားညွှန်ပြတဲ့ဒုက္ခនិရောဓလို့ဆိုတဲ့និရောဓသစ္စာတရားထီအောင်ကိုယ်စီကိုယ်ကမျက်မှောက်ပြုနိုင်ကြပါစေကုန်